ရာနာတော်တက္ကသိုလ်2540ခုနှစ်ခေါ်စာတက္ကသိုလ်1369ခုနှစ်တဘောင်းလာဆန်းရှိရင်မြတ်ရန်ကုန်တိုင်းသုံးပါးမြို့နယ်ယူဇနာတိုင်းမှန်တော့ရက်ပေါ်ထားတာဒီမှတ်ရရက်ပေါ်မှာနေထိုင်နေဝိပရိယံတော်ခင်တုံးနဲ့တဘွားဒီပါမြန်ဟောထားပြီးတော့ကျန်ရပြီးပါသားမီးများကတေခါတဲ့ရန်ကုန်ရှင်ယူနာတာအလိုတော်မင်္ဂလာကြီးမှာအလိုတော်ကအလိုတော်ရဲ့အမြဲဆုံးသာဆုံးဓမ္မဒါနတရားယူဝဲခြင်းပါကြ၌ဟောကြားတော်မူလပဏ္ဏတာတေကထာနှင့်ဓမ္မပဒပါဠိတော်များကိုခြေခံထားပြီးတော့တကယ်ပြည့်စုံခြင်းခေလူငယ်များဒုတိယအားလုံးနားလည်အောင်တန်ဆာရှင်၍ဟောကြားအပ်သောအာဟုရာအမှန်မြည်ရှိသောတရားတော်ဘာတရားတော်လဲအာဟုရာအမှန်အရင်ကဘုရားမှာကြီးညာခဲ့တဲ့တရားကိုတတိမိတ်ဘာကြီးညာခဲ့ပါလေလို့နောက်တော့တရဏဂုံတတိရပါတယ်ဒါနဲ့ဒီကတေခါတဲ့ဉာဏ်ကလူကြတဲ့တရားနော်ခေါင်းရင်းမဆန်းလို့လည်းဘဝညီဘုံမောင်နှမများကသူလည်းညီဘတေခါတဲ့ကိုစာရေးတော့စာလေးတစ်ချောင်းအောင်မဖို့ကောင်းပါဆရာတော်များတော်လည်းမှာဆရာတို့ကိုတေခါတက်ပြီးတော့ရဟန်းကရဟန်းမဖြစ်ခံယူခြင်းနဲ့ယူရတဲ့ကတော့ဆရာတော်များသိချင်အားထုတ်နေတဲ့ဝိပဿနာပညာများကိုရရှိလို့ပါအမှန်ကောင်းတဲ့ရည်စက်ပါဓမ္မမီလို့ရှင်းတာပေါ့ဘုရားကလည်းဓမ္မကိုပြီးရှင်းတာအဲကြောင့်ကလင်မောင်တဲ့ခင်ကတော့ဝေဒနာတူတော်လည်းသိတာမတူဆိုတဲ့ဒီလမ်းကြီးမှာပြုံးပြီးဒီတရားလေးဟောဖို့ဟိုစိတ်ကူးလိုက်သေးတယ်နောက်တော့ဒီကရဲ့တရားတော်မှာဒီမှာတရဏဂုံကြောင့်ဟောမယ်လို့ဂရိပေးထားရတာဖြစ်အခုတရဏဂုံနဲ့ဟောမယ်ဝေဒနာတူတော်လည်းသိတာမတူဆိုတဲ့တရားကိုတော့နောက်တစ်ချိန်ကြုံမှဟောကြားနိုင်ကြရအောင်ဘုရားတို့ဒီမှာသုံးပါးမှာဟောတဲ့တရားတော်တော်များပါပြီ။ဒါကြောင့်ဘုံမထအောင်လည်းကြည့်ဆက်ရပါတယ်။ဟိုမှတ်တမ်းလည်းရှိပါတယ်။ဟိုထပ်သွားရင်ဟောတဲ့နာတဲ့ပုဂ္ဂိုလ်များမှာရတာမတွေ့ပါဘူး။ဟိုလည်းမတန်တဲ့ဘုံကြောင့်ဟောတဲ့အခါမှာဘုရားတို့ PCD တတိယဖြန့်ဝေထားတဲ့မပါတဲ့အကြောင်းကိုပြောမှာပါ။တရဏဂုဏပတ်တဲ့ဥစဉ် PCD နှစ်ခုရှိတယ်။မိယုဝလာဘုရားပါဠိနဲ့တကယ်ဘုရားကလည်းတရဏဂုံဟောတာ။နောက်တရဏဂုံစွမ်းအမခန်းဆိုတာလည်းတရဏဂုံဟောတာအခုအာဟုရာအမှန်ဆိုတာလည်းတရဏဂုံပဲဟောမှာဘာလို့တရဏဂုံကိုအဓိကထားပြီးတော့ဟောရတယ်လဲဆိုတော့တို့ဘုရားဘာသာမြန်မာပြည်အောက်မြန်မာပြည်မှာများတော့အပြင်တရားတော်မှာအများစုဟာတရဏဂုံပြင်မှမသိပြည့်နေကြတယ်တရဏဂုံပြည့်တဲ့အတွက်တရဏဂုံပြည်ရဲ့ပုဂ္ဂိုလ်တွေရမယ်ကောင်းလို့မရအောင်အင်မတန်နဲ့နာပါလေအဲကြောင့်ဒီတရားကိုရောက်ပါဒေသမှာဟောတာအခုလုံးဝကဒီနေ့မှာဟောပြီးကြုံတယ်ဒီနေ့ကတခြားတရားတွေဘာလို့လဲမလွတ်ပါဘူးတိလာပေးနေတော့တရဏဂုံထက်တဲ့ပြောသွားတယ်အခုတော့အချိန်ပြည့်နာရမှာပါအဲတော့ဟောကြားနာရမယ်ဆိုတော့ဒီမှာလူငယ်တွေလည်းပါကြတယ်အဲလူငယ်များတွေဟိုမှတ်သားစရာစကားလေးတစ်ခွန်းနဲ့ဖွင့်လိုက်ခြင်းလူငယ်များမှတ်သွားကြပါအဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်လူငယ်တွေအတွက်ပေါ့နော်သူကခိုင်းမှလုပ်တဲ့ရင်ယုံစိတ်ခေါ်တယ်နောက်လိုက်စိတ်ကိုခေါ်ပါတယ်မခိုင်းမနဲ့ကိုယ်တည်းနဲ့ကိုလုပ်ရင်တော့တခင်စိတ်လေးခေါ်တယ်ကောင်းဆောင်စိတ်ကိုခေါ်ပါတယ်အဲကြောင့်သာလူမျိုးစားပြီးတော့ဒီမိမိကျောင်းမှာဖြစ်စေအိမ်မှာဖြစ်စေလုပ်တဲ့နဲ့လို့ဆိုရင်မိဘဆေးရမခိုင်းမဲ့လုပ်ပါဟိုခိုင်းမှလုပ်ရင်တော့ဂျုံစိတ်ပဲနောက်လည်းစိတ်ပဲခိုင်းမှလုပ်တဲ့ဥပပါဘယ်တော့မှတခင်နဲ့ဖြစ်မှာလို့ကောင်းမှလည်းဖြစ်မှာမခိုင်းမဲ့ကိုယ်တည်းနဲ့ကိုယ်လုပ်ရင်တခင်စိတ်တခင်ဖြစ်မယ်ကောင်းဆောင်ဖြစ်မယ်အဲဒါပတ်သက်လို့နည်းလေးတွေကတခင်စိတ်ရှိလို့တခင်ဖြစ်သွားတယ်ဒီကိုယ်လေးပါခြင်းတတိဖြစ်သွားရတယ်
ဒီနေ့တရားတော်ပြောပြမယ်သူဟာအရင်ကနေ့လေးကမှယုံကြည်တစ်ခုမှအမှုထားတယ်သူ့နာမည်ကိုမောင်ဆန်းကြီးလို့ခေါ်တယ်အငယ်တန်းစေတီပေါ့တရားတော်လေးနဲ့ထန်တယ်သူရုံးမှာဝန်ထမ်းတွေရာနဲ့ရှိပြီးတော့ရှိလေထမ်းတော့ရုံးရတာတွေဘုံတိုင်းနဲ့နိုင်နေကြတယ်။နောက်ဘုံတွေပြည့်ရတဲ့ရုံးတွေကိုဝင်နေဘယ်သူမှအဲ့ဒီပေါ့ဒီတရားတွေကိုပြည့်ချင်းလည်းမရှိဘူး။ဘောဓိရဲ့ဘာမှမရှိဘူး။ငါပြည့်စုံမဟုတ်လို့တဲ့။နောက်ရုံးနဲ့ဝင်လာတဲ့အမိုက်တွေပေါ်လို့လည်းဘယ်သူမှအမိုက်မလဲဘူး။ငါလည်းမဆိုင်ဘူးတဲ့။ဘယ်သူကထားပြီးတော့လုပ်လဲဆိုတော့မောင်ဆန်လေးဆိုတဲ့ပေါက်တန်းစီးတွေကထားပြီးတော့တရားရင်ပိတ်တယ်။ဘောဓိကြီးချိတ်တယ်။ရုံးနဲ့ဝင်လာတဲ့အမိုက်တွေစက်ကိုတွေကိုသူ့ရဲ့စီးလေးပြီးတော့အရှင်းလုပ်တယ်။မောင်ဆန်လေးပါသူ့အသိနဲ့သူလုပ်တာလားသူများခိုင်းလို့လုပ်တာလားအဲ့ဒါတခင်စိတ်အဲ့ဒါကောင်းဆောင်စိတ်အဲ့လိုစိတ်ရှိတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှဟောက်တိုင်းမချဘူးအထက်တန်းကိုပဲရောက်တယ်ဟိုနေ့ပြီးတော့သူတို့ဆိုရမှာပဲငယ်တန်းစိတ်အရာ50ရှိတဲ့ထားရာလူအထက်တန်းစိတ်ကိုတက်ပြီးတော့လေအဲ့မှာဝါအန်လူဆိုတဲ့တန်းလူဆိုမောင်ဆန်ကြီးကိုအကြီးဆုံးရုံးရရှိကြီးကအထက်တန်းစိတ်ကိုတက်ပြီးလိုက်တယ်ကျန်ဖို့ကိုတက်ပြီးအဲ့တော့ကျန်တဲ့နိုင်ငံသေးတွေကသောကတဲ့အရာကြီးမတရားဘူးဘာလို့မတရားလဲကျွန်တော်တို့ကမောင်ဆန်နေတဲ့ဒီမှာလွတ်တဲ့ကြာသူ့တဲ့ပညာရဲ့အစဉ်မြင့်ရာလို့တဲ့ပြင်ကျွန်တော်တို့ကိုတက်ပြီးနေတယ်ဘာလို့ကျွန်တော်တို့ရဲ့ဝါမျိုးတဲ့ပညာနေတဲ့မောင်ဆန်လေးကိုတက်ပြရတယ်ဆိုတော့အဲ့ဒီလေးနဲ့ဒီသောကကောင်ပြောတာမင်းတို့အားလုံးဟာကျွန်စိတ်ကြီးနောက်လိုက်စိတ်ကြီးဘယ်လိုလဲရတော့အတိတ်ရဲ့ဆွေးနွေးကလေးတိုက်တယ်ဟောဒီရောကတကားကြီးတိုင်းနဲ့နိုင်ရရလို့ပြည့်စည်တယ်မင်းတို့တရားမထားမသိဘူးတရားမထားလို့ဘောဓိမရှိဘူးဟောဒီမောင်ဆန်လေးထားလို့ပြည့်တယ်ဘောဓိစိတ်ဓာတ်သခင်စိတ်လူကြီးစိတ်ကောင်းဆောင်စိတ်ရုံးနဲ့ဝင်လာတဲ့အမိုက်ကြီးလေးတွေမျိုးဘယ်သူမှမလဲဘူးမောင်ဆန်လေးဘယ်သူမှမလဲသူ့စိတ်နဲ့ကိုလုပ်တယ်အဲ့ဒါကြောင့်မောင်ဆန်လေးကလူကြီးစိတ်ရှိလို့မြင့်တဲ့စိတ်ရှိလို့မြင့်နေတဲ့ငါကိုယ်လေးဆိုတော့ကျန်တဲ့ဟောတဲ့စိတ်ကောင်းတဲ့စိတ်ချမ်းသာကြတယ်တော့အဲ့ရတဲ့စိတ်မောင်ဆန်လေးကကျိုးစားတယ်နောက်ဆိုကိုယ်မနီထောင်ပြီးတော့လေငယ်လေးမှာချမ်းသာလို့တတိဖြစ်သွားတယ်ဘယ်တော့ကိုယ်မနီဆိုတာမောင်ဆန်လေးထောင်တာဒါကြောင့်ငယ်လေးကသူ့ကိုဘယ်တော့ဥစ္စာကြီးလို့ပဲခေါ်တယ်ခုထိအဲ့ဒီစိတ်တွေစိတ်နဲ့ထုတ်တဲ့ဒီစိတ်ကသူလုပ်ခဲ့တဲ့ဟာလေဒါကြောင့်သုံးပါးမျိုးကလူငယ်များကိုဒါလည်းဆောင်ပေးခဲ့ပါပြီဒါကြောင့်လုံနေတဲ့အခုလိုပေါ့ဘာသာရေးတရားဝဲတွေပါလေလူငယ်ရှိရှိပါလေဘယ်သူမှမခံလို့ကြတခင်စိတ်ပဲကောင်းဆောင်လို့ပဲအကုန်ပေါ့လူမျိုးရေးဘာသာရေးစီးပွားရေးအစားလို့မခံနိုင်တဲ့လူတွေရောအထင်နဲ့ကြည့်ကြပါလေလို့ဒါတရားမဆောင်မှာနှုတ်ဆက်စကားပြောကြလိုက်ပါတယ်ကဲတဲ့ဘုံကြောင့်တရားစမယ်ဆိုရင်ကအတွေ့အခေါ်လေး၅ခုပါစာတာဒီဘုံလေး၅ခုပါဒုတိယကဖြေရမယ်မကပ်ပါဘူးဝိသုရိမမှာပုထုဇဉ်ကြီးကြိုပြီးတော့မသိနိုင်အရာ၅မျိုးပွင့်ရတာဇီဝိတံဗျာတိကာလောသတေဂာလက်ကိပနံတတိဖြည့်ကြည့်ရမယ်ဇီဝိတံနဲ့ပုထုဇဉ်မှန်ရင်ငါပဲတဲ့ဓမ္မသိရမယ်လို့ကြိုပြီးတော့သိနိုင်ရဲ့လားဗျာဒီဘယ်နာယောဂနဲ့သိရမယ်ရောကြိုပြီးတော့သိနိုင်ရဲ့လားကာလမနမသိမလားနေ့ဓမ္မသိမလားညမသိမလားကြိုပြီးတော့သိနိုင်ရဲ့လားတရားလေးကဘယ်နံဘယ်နေရာဘယ်ဒီနာမှာသိမယ်ဘယ်တုတ်တံပါတကျိုးမေရောကြိုပြီးတော့သိနိုင်ရဲ့လားတတိသိရဲ့နောက်ဘယ်ဘုံရောက်မယ်လို့ရောကြိုပြီးတော့သိနိုင်ရဲ့လားဒီစံပြေကညာကုသိုလ်ခြင်းရပါတော့ဘဝအာမခံခြင်းမရှိတဲ့ကလေးလို့ဘယ်တည်းရင်သိရမယ်လဲမသိဘယ်နာယောဂနဲ့သိရမယ်လဲမသိ
နာနာလေးလေးမြတ်ဘယ်ကားလားတရားမယ်လည်းမသိဘယ်တော့ကမှတပြုံးမယ်လည်းမသိဘယ်ကိုရောက်မယ်လည်းမသိဘာမှမသိမှန်နေရတာရမ်းနေရတာဆရာတော်ရမ်းနေတော့ဘာဖြစ်လဲနားထောင်ရမ်းနေတဲ့ပုရုဇဉ်ကရမ်းပိတ်တတ်တယ်ရမ်းပြီးအဘယ်လေးပါးကိုရမ်းပြီးတော့ကြားရတယ်ဒါကြောင့်နဂါတိဘုံမှာတော့ဘုရားကဥမာတစ်ခုနဲ့ဟောတာဟောလူဘဝကနေပြီးတော့လူဘုံနတ်ဘုံတို့ခေါ်တဲ့တုဂတိကောင်းတဲ့ဘုံရောက်တဲ့လူသားတွေကငါဘုရားလက်တဲ့ဘောကမြင်ဖို့ပမာဏတော့ပဲရှိတယ်လူဘဝကနေပြီးတော့အဘယ်လေးပါးကြားတဲ့လူသားတွေကတော့ဟောဒီဟောကမဟာပထဝီမြေကြီးအမောပမာဏတော့ရှိတယ်ဒီလိုမြင်တဲ့နေရာရင်းနေတဲ့ပုရုษေမှလည်းများအပေလေးပါးကြားတာများဟုတ်လားများပါလေဟိုတို့တရားဓမ္မတွေလို့ဆွေးနွေးတတ်တဲ့ဇာတာတွေများတဲ့သမီးတွေကျွေးတွေမွေးတွေရင်းချင်းရရတယ်ပေါ့ဆွေးနွေးတတ်တဲ့ဇာများတဲ့လူပုဂ္ဂိုလ်များမဆိုထားလိုက်ပါနဲ့ဆွေးနွေးတတ်တဲ့ဇာဘာမှမရှိပါဘူးလို့သတ်မှတ်ထားတဲ့ပုရုษေရန်ဆိုတော့အပေကြတယ်ဆိုတို့ဒီကံအောင်အဝေးမပြောဘူးဘုရားရဲ့မတ္တဘုရားကမှာပါပါတယ်ခရမ်းမျိုးကဘုန်းကြီးပြိတ္တာတဲ့သုံးပါးနဲ့တစ်ဆက်တည်းခရမ်းမျိုးကဘုန်းကြီးပြိတ္တာတော်နာထားပါတယ်လေဒီဆရာကြီးကိုပြီးပါလောကတဲ့ပေါင်း80ကျော်ကစာရေးစာချတရားဟောတရားရဲ့လေးမျိုးလုံးဆွမ်းနာတာဒါနပြုခဲ့တယ်လေဒီဆရာတော်ကိုပဲဘုရားကြီးရှင်မျိုးပါလေဆရာတော်ကြီးကြီးကိုခိုင်းရဲ့ဝိပဿနာဉာဏ်ရဲ့ဉာဏ်ကြီးရင်းနေရပါတယ်။ဒါကြောင့်ဆရာဆိုမှမဟုတ်ဘူး။အခုဆရာတို့ရဲ့ဝင်နေကိုလည်းဆုံးဖြတ်ထားတယ်။ဆရာတို့ရဲ့ဒီတရားနဲ့ကိုရပြီးတဲ့နောက်လေးဒီပါတယ်။မြန်မာပြည်လုံးလှည့်ပြီးတော့ခန္ဓာဉာဏ်ဝိပဿနာဉာဏ်ဟောပြလိုက်တာ။ဆရာတို့ပဲရှင်းသားလို့ဆိုပြန်တော်မူအောင်လား။ဘယ်လိုမျိုးဟောတယ်ဆိုရင်သူဟိုစတဲ့ဒီတော်ရမောရမျိုးလေတိုက်မှာပြန်တော့ဆက်တဲ့ဘောလိုက်တာဟိုဘွားလိုက်တော့လို့ဆိုရင်အဲရောက်တဲ့နေရာမှာပါဆိုလိုက်တယ်ဘယ်လိုကောင်းလဲဒါကြောင့်ကနေကိုတတ်မဲ့တဲ့လောကကိုအလုံးနဲ့ဆက်လိုက်တာပဲအဲလိုဘာလဲလို့အိမ်မနာမှာပြန်လို့လားအဲဒီတော့ဘောလည်းနေရာအလောင်းလို့ကြသေးတယ်ဒါရီဘာလို့ကြီးညိုကြကောင်းလဲအဲဒီလိုဘာလို့ယောဂီတို့အခုသုံးပါးနဲ့ဆက်တဲ့ခရမ်းမျိုးရောက်လာတယ်ကျောင်းကျောင်းမှာတေးတယ်တရားဝဲစားကလေးရတော့ဟိုတရားဝဲသိချင်းလို့ဆရာတော်ပြန်မှန်းတာကိုဘိုးတော်ကအတော်မှပြေးရမှာပေါ့အဲကြောင့်ပထမတည့်ရနားမှာပေါ့အဲဒါလည်းကအဲဒီဘုန်းကြီးကျောင်းသားမှာသင်္ညာရှောင်းအောင်ပြီးတော့တရားရှိမှတယ်ဒီမှာသဘာဝတဲ့ပုဒ်တော်ပမာဏကြီးမားတဲ့မင်းမင်းလုံးလုံးမကောင်းဆိုးဝါးတဲ့ကောင်ဆရာတော်ကြီးကိုဆက်လာဆရာတော်ကတော့တုတ်တန်လူပြန်ဆောင်နေကြဆိုတော့မကောင်းဆိုးဝါးတွေကတွေ့နေကြဘာမှမထူးဆန်းဘူးအနာရောမကောင်းဆိုးရဦးချတယ်မြေတွေကြားလို့လေဆရာတော်ကမေးတယ်ဘာကိစ္စရှိတယ်ဘာကိုညီရမလဲဆိုတော့မကောင်းဆိုးရကမြေတွေတလူလူလေးကြိုင်နဲ့ရောက်တာကဆရာတော်လည်းဒီလိုကိုကဲပါတတိတော်ကြီးယုံတယ်တော့လေးကခံကဒီเจ้าမှာပြန်တော်မူခဲ့တဲ့เจ้าနိုင်ဘုန်းကြီးပါဗျာဒီဆုံးရတာဥဒုဇဉ်ဆိုရင်လူပုဂ္ဂိုလ်များမဆိုနဲ့ဆိုရင်တမန်ကြီးများတဲ့လူပုဂ္ဂိုလ်များမဆိုနဲ့ယဟန်ချုပ်တော်အပေကြရဆိုတာမပေကြဘူးလားအပေကြပါအပေကြဖြစ်သွားတာအဲ့လိုလေဒီဆရာကြီးကယဟန်ကြီးဆိုတော့ဘုရားတော်တော်နဲ့ပြောတာပေါ့အရှင်ဘုရားရဲ့ရှင်းမှဖြစ်ရလေတရားဓမ္မတွေကိုအပေမရတဲ့တရားတွေဟောကြားပြတာဆုံးမတဲ့အရှင်ဘုရားကကိုယ့်ကိုယ်ကိုအပေမရအောင်မကြိုးစားဘူးလားအဲ့တော့ဘောင်းဆိုရပြန်ရောက်တယ်ဆရာတော်အပြည့်နေတဲ့ခန်းမှာပဲဗျာတတိတော်ဒီကနေ့ကျမှအဲ့ဒီလိုအစွဲလန်းတဲ့ပြီးအပိဓာနေတာပြီးတော့အစွဲလန်းကိုဖြတ်ပြီးတော့တရားအားဖြင့်ယူပါတယ်ဒီနေ့မှလည်းအကုသိုလ်ရဲ့ဓမ္မတရားကဘာဆရာတော်ရဲ့ကျောင်းကြီးဘုရားမှာမရသေးပါလားလို့လမ်းလျှောက်လိုက်တယ်အဲ့ဒီမှာဒီလိုဆိုကတရားအားဖြင့်ရောက်ပြီးတော့ကျောင်းအားဖြင့်ရောက်လာငါကျောင်းကြီးဘယ်သူမှလည်းမရသေးဘူးဆိုပြီးတော့ကျောင်းကိုဆွဲတဲ့စိတ်နဲ့ပြီးတယ်လို့ပြန်တော်မူပဲလို့ဒီနေရာမှာ
ပြည့်လာပြီးဖြစ်နေတာပါအဲ့မှာဆရာတော်ဟာကြီးစွာမှလို့ကကြတယ်ဩဘုဒ္ဓဇနီးအသက်ရှင်မှုဟာဘာမှအာမခံနိုင်မရှိပါလားဘုဒ္ဓဇနီးဘဝမှာလေးလမ်းမှာပေါ့နော်လေးလမ်းမှာသာရှိတဲ့ရေလုံးတစ်ခါပေါ်မှာပြေးလွှာစော့ကားနေတဲ့ကလေးနဲ့တူတယ်လေးလမ်းမှာသာရှိတဲ့ရေလုံးတစ်ခါမှာပြေးလွှာစော့ကားတဲ့ကလေးဟာရေလုံးနဲ့ကြာလို့မလေးဆောက်ဘူးလားအဲ့ဒီတိုင်းနဲ့အားကိုးရကုသိုလ်မရှိဘဲနဲ့ဘဝမှာရန်တန်နေတဲ့ကုသိုလ်ရှင်တွေဟာလေအပေလေးပါးကြောင့်နီးစပ်တယ်ဒါဆိုဆရာတော်ဒီလိုပဲဖြစ်ရကိုထောက်ထားနေနေတာကထောက်ရင်တပည့်တော်တို့တရားတော်မှာလေအပေလေးပဲသွားတော့တာတော့ရဘူးအပေနာဝိသေယမေယဝေဒီကိုလေဉာဏ်ကရမမေတ္တာဆိုများဥစ္စေကိုပြင်ပါပေးတာပုရုရှင်နဲ့အားကိုးရမယ်တော်တော်မတည်သေးတဲ့ပုရုရှင်နဲ့အားကိုးရမယ်အပေမကြတဲ့ပုရုက9မျိုးတောင်ရှိတယ်ဘယ်နှမျိုးနားထောင်လိုက်ကြပြားလေးရှိတဲ့ဒါသုံးနေကြလို့ဆက်ထားယေနာရွယ်လုံးပလေကိုစိတ်စီမြေသုံးသမင်ကြီးနဲ့ပိစတိနေတိုင်းနိဗ္ဗာန်မဝိတံစေရသောဝေယပိုင်းဝါဒေနမကွေမံယေကနေရှိုင်အရိယံခေကံယေခြေတိုင်းရဲ့ကြောင်းလေဒီကုနေကာလဆွေဒါနမြတ်သုံးဆောင်ဒီဝေသောတံဇံဝေမြတ်နေပုံမီယောဟောတိသုံးတိုက်တူဆုံးမြတ်ယူဤရာနာတိတူမဲ့အယူလူမြတ်ဝတိတဲ့အဲ့ဒါအင်္ဂုတ္တထက္ကရာမှာလာတဲ့ပုထုဇဉ်အားကိုးရမယ်အပေမြတ်ရဲ့ကုသိုလ်ခုနှစ်မျိုးကိုကြပြရင်းပါစီတာနံပါတ်1အပေပိတ်တဲ့ကုသိုလ်ကတရဏဂုံတည်တဲ့ကုသိုလ်သုတ္တမဒုတိယညဗုဒ္ဓဂတနံကိစ္ဆာမိဓမ္မဂတနံကိစ္ဆာမိသံဃာဂတနံကိစ္ဆာမိလို့ဆိုရဘူးလားအဲ့ဒီဉာဏ်ရတာတဘာအစင်မှမထင်နဲ့သေကံလေးဘာမှတော့မဆွဲရနဲ့အဲ့ဒီတရဏဂုံလေးစိတ်ကဆောက်ပြီးတော့ပြေးလိုက်ဘယ်တော့မှပြေးကြအောင်နဲ့ဒီအတားလေးပြီးတော့ကာယကပြန်မယ်နံပါတ်5 5ပါးသီလလုံးနဲ့ကုသိုလ်ရဲ့အပေကပိတ်တိနံပါတ်3စေရမယ်လူတဲ့ပုဂ္ဂိုလ်များနဲ့အပေကပိတ်တိနံပါတ်4အာယုကနေကနေ့စဉ်ဆွေးနွေးအောင်လူတန်းတဲ့ပုဂ္ဂိုလ်များနဲ့အပေကပိတ်တိနံပါတ်5ဝါစုသင်္ကန်းလူတဲ့ပုဂ္ဂိုလ်များနဲ့အပေကပိတ်ပါသည်ဒီကံကြီးမှာကိုယ်ကုသိုလ်လေးကိုပြန်အောင်လို့ဆိုတာပေါ့နောက်နံပါတ်6ရေကံလူတဲ့ပုဂ္ဂိုလ်များနဲ့အပေကပိတ်ပြီးနံပါတ်9တန်ခိကကြောင်းဆောင်လူတဲ့ပုဂ္ဂိုလ်များနဲ့အပေကပိတ်ပြီးလို့အပေကပိတ်တဲ့ပုဂ္ဂိုလ်ကဏ္ဍမျိုးတဲ့9မျိုးမှတ်မိအောင်နာနော်တရားလေးလို့မှတ်မိအောင်နာဆိုတာလေစေရနာလေးတိုးရတယ်ငါတော့နဲ့ပြီးဘူးငါသိတဲ့ပုဂ္ဂိုလ်ကြီးပြန်ပြီးတော့ပြောပြမယ်အဲ့ဒီစေတနာနဲ့နိုင်အစာမှတ်မိတယ်ဟုတ်လားဆိုတော့ဒီကံညာကြီးငတ်ပြီးတော့မနာနဲ့ပြီလားနိုင်နိုင်မှတ်မိပါဘုံမှတ်မိဘူးတံပါးလေးအောင်ဆက်ရမှာမှတ်မိတာအခုလည်းဦးနဲ့ရရတဲ့ကလည်းမှအတူတူကအလုံးမလေးဆိုတော့ပြောပြရအောင်မယ်တရားတော်လို့ပေါ့နဲအတူဒီဘွားကြီးတို့ဘူးလို့တော့ရေးပြတဲ့ရောရှင်းပါတော့အိမ်လူမတယောက်ကသူ့ကိုယ်တိုင်မလာရင်တော့သူ့အရာကိုမှားတယ်တော်ပါတရားနာပြီးရင်သူ့ကိုအချင်းချင်းပြန်ပြောပြပေါ့ဟိုကြတဲ့ဒီကကြီးကတရားကဘယ်လိုကောင်းတယ်မသိဘူးအဲ့ရောသွားတော့တရားဘာမှမသိနိုင်ဘူးတဲ့တရားဆိုတော့ဒုက္ခပဲငါဘာမှမသိတော့ဓမ္မကြီးကတရားမိမပြောတော့မှာပဲတကယ်အလုံးမသွားနေမှာပေါ့အလုံးမကြီးသူ့မကြီးမာတော့ပေါ့စောစောကဘုန်းကြီးဟောတဲ့တရားအချင်းကြီးပြောသားမှာဆိုတော့အလုံးမကရုပ်လို့လေသူကောင်းကကျလာပါပါ3-4တောင်းလေးထိုးတယ်သလုံးကြီးထိုးပြအဲ့ဒီသလုံးကြီးလေးကြီးတဲ့ရိုင်နဲ့ပြီးတော့အလှပြတ်မှာဆိုတာနဲ့ဘုန်းကြီးဟောတဲ့တရားဘာမှမသိလိုက်ပါဘူးတဲ့ဒီလည်းသလုံးအောင်ပြုရတာဒုက္ခပဲဒါဆိုရင်တော့အလုတ္တရာကြီးတော့သိမယ်အလုတ္တရာကြီးကြည့်ပြီးတုတ္တရာကြီးပြောသားမှာဘုန်းကြီးဘာတရားဟောတော့လူတကာလည်းခေါင်းပုတ်ဒုက္ခပဲကျုပ်ကလည်းလူရင်လူများတဲ့နာရင်ဒါနဲ့ရာမနိုင်တဲ့ကြတဲ့ကသူများပတ်စံလေးရှိပြီးတော့
ဆိုင်ရလေးတဲ့အငြင်းရလေးတဲ့တော့အကျိုးရတင်းရရအဲ့ဒါငါရေလက်ဆန်တရားကိုရင်တော့ဒီအကျိုးတွေဘယ်လိုဆိုင်ရမလဲလို့အကျိုးဆောင်တွေးရနေတာဘာမှမသိလိုက်ပါဘူးတဲ့ဒီလူတကာကဒုက္ခပဲကိုင်းဟောတဲ့ကိုရင်မေးမှာကိုရင်ပြည်တဲ့နာတကားတဲ့မပြောဘူးတွေပါလေကောင်းတဲ့သိပြီးတော့သွားတော့မယ်လဲပေါ်ရောက်ဆရာတော်ဆရာမလို့ဟိုတတိတော်ဆရာတော်ဟောတဲ့တရားရင်းတွေသိကျင်လို့ပါတော့ကိုရင်လည်းကောင်းဖို့ဟောတဲ့ဘုန်းကြီးကတရားရင်းအပြည့်နဲ့ခါတော့မှာပဲငါကလေဟိုတရားဟောရင်အချင်းပါတယ်လေခေါ်တော်ဝဲကြည့်ဟောတယ်အောင်းမှသူ့တင်ရအဲ့ဒါဒီနေ့ခေါ်တော်ဝဲရဝါမပြောလိကအစိမ့်ကြီးအဲ့တော့ငါလေတရားဟောနေတဲ့စိတ်ထဲမှာစိတ်ကူးတာဟောတယ်ကြောင်းကြရင်လိုမျိုးကြီးမဲ့အောင်ဆန်တဲ့ထဲအုပ်ရင်ကောင်းမလားအောင်ဘုရားသင်္ကန်းနဲ့ပတ်ပြီးအုပ်ရင်ကောင်းမလားအဲ့လိုမပြောပြီးအကြောင်းတွေးနေဟောတာငါလည်းဘာမှမသိတော့ဘူးတဲ့ဒီလမ်းဟောတဲ့ဘုရားမှာမေးအဲ့ဒါမေးတာနဲ့အောင်တက်ပြီးတော့နာငါ့ရင်တော့ပို့ဆိုးတယ်နော်ငါရင်မငိုင်းနဲ့ကိုင်အဲ့ဒါဆိုရင်ပြန်ပြောမယ်နော်ဟိုအပင်ကြတဲ့ကုသိုလ်ခဏမျိုးတဲ့မျိုးတရဏဂုံတည်တဲ့ကုသိုလ်ရဲ့ငါးပါးတည်တာလုံးတဲ့ကုသိုလ်ရဲ့စေတံနဲ့လို့တဲ့ကုသိုလ်ရဲ့နောက်အောင်ဆုံးနေဆုံးနေ့တင်လို့တဲ့ကုသိုလ်ရဲ့ဝါဆိုပင်နဲ့လို့တဲ့ကုသိုလ်ရဲ့ရေရင်းရေကန်လို့တဲ့ကုသိုလ်ရဲ့သံဃိကအကြောင်းလို့တဲ့ကုသိုလ်ရဲ့လို့အပင်ကြတဲ့ကုသိုလ်ခဏမျိုးအဲ့ဒီခုနှစ်မျိုးကအများကြီးမဟုတ်ပါဘူးတရဏဂုံလေးတစ်ခုဆွဲနေရင်ပဲအပင်ကပိတ်တယ်တဲ့ပြောမယ်မပြောရင်ကရဏဂုံရဲ့ကောင်းကျိုး၅မျိုးစာနာရအောင်မူလဘာသာအထက်ကမှာဖွင့်တရဏခံတောတဝတရဏကတာနံဗယံတန္တာနံဒုက္ခဒုက္ခိပရိခိတံဟေတတိဝိနာတိတိတိအာသောယရဏတိယဒေဝနာအတိဝဆနံကဲနဲ့မပြီးတော့လို့ပြောမယ်ဟောဒီတွေကတော့ဘုရားတရားကတရဏဂုံလုံးမှာဆွဲနေရင်ကောင်းကျိုး၅မျိုးရမယ်တဲ့နံပါတ်1ဘယဆိုတာဘေးကင်းတယ်ဒါကြောင့်ဘယ်လိုလဲပြည့်တဲ့နေရာတော့မကြောက်နဲ့တရဏဂုံမှာစေရဆောက်လို့ပြီးတော့တကယ်ဘေးကင်းတာဘာလို့မှမရဘူးလက်တွေ့ပြန်နံပါတ်2တန်တာတာတဲ့ကြောက်တဲ့စိတ်လက်နဲ့စိတ်တွေပေဖြောက်ပေးတယ်ဆိုကြပါစို့ဟိုမှောင်တဲ့နေရာလူကြီးတွေရောက်တဲ့အခါတခါတည်းတိတိမွေးထိုင်ကြောက်တယ်လေကြောက်ရင်တရဏဂုံမှာဆိုလိုက်လို့လုံးဝကြောက်စိတ်တွေကြောက်ပါလေအဲ့ဒီပုဂ္ဂိုလ်မျိုးကိုသင်္ဘောကောင်းဆိုးရမှလည်းဒုက္ခမပေးရဘူးပေးနိုင်တဲ့ပေးတဲ့ပုဂ္ဂိုလ်ဒုက္ခရောက်ပါတာပြီးတော့တိုင်းကပြောပြနောက်နံပါတ်3ဒုက္ခတဲ့ကိုယ်ဆင်းရဲစိတ်ရမှလည်းလွတ်မြောက်တယ်နော်နံပါတ်4ဒုက္ခတိတဲ့အပေလည်းမကြောက်တော့ဘူးတဲ့တရဏဂုံရဲ့နံပါတ်5ပဋိပိလေကစိတ်ရဲ့အင်မမှုကိုလည်းပင်ဖြောက်ပေးနိုင်တယ်အဲ့ဒါမူလကဏ္ဍအထက်ကရာမလည်းကောင်းလို့5မျိုးအဲ့ဒါကတရားတရားတိုင်းတရဏဂုံဘုံမှာဆွမ်းအောင်ကြောင့်အပေကလွတ်ပြီးတော့နတ်ပြည်ရောက်ခဲ့တဲ့သေရဏနန္ဒကနွားကြီးတစ်ကောင်ကြောင့်လာတော့ဟောဆရာပါလို့လူပုဂ္ဂိုလ်များမဆိုပါနဲ့ကိုနွားတာအောင်တရဏဂုံကနတ်ပြည်ရောက်တာပြောရင်သူ့နာမည်ကိုဓာတ်ထဘယ်လိုခေါ်လဲဓာတ်ထဟောဒီချိန်တော့ဒီဘောမှာဇာလေးတွေပေါ့ဒီနေ့ကနိုင်ငံမှာနွားအိုင်ကြီးတွေရှိတယ်နှစ်ပေါင်းများစွာနိုတွေကစိတ်ပိုင်းနေတော့သူအပေါ်ရရိုးကကျင်းနေတော့ကျိုးရဆိုရင်ဟိုရိုးရိုးကြီးပဲချင်းရတယ်နင်းလည်းမှကျွံသွားအကျွံသွားရင်တော့ပြန်လို့ကိုစိတ်ကိုလည်းတော့လက်ကျွံရင်လက်ကိုဖြတ်ပြရတယ်ဟုတ်လို့မရဘူးခြေတော့ရင်ခြေတော့ကိုဖြတ်ပြရတယ်အဲဒါလို့နွားရည်ကိုသူတို့တိထားဆောင်သွားတယ်တေးတော်ဘုံနဲ့ရောသူ့နားနဲ့ကောင်ကားပြီးတော့ကိုယ်နေပြီးတော့ခရီးသွားအဲ့ဒီမှာကြီးတရားမရှိတဲ့နွားရည်ကနွားကြီးကိုသွားနေတာလက်ပြီးရှိမျိုးပါတယ်အဲ့တော့မရတော့ဘူးဟိုလက်ပြီးရှိဖြစ်တဲ့သေးတာပဲရှိမှာဘယ်လိုမှမရတော့ဘူးအဲ့တော့နွားမင်းကအဲဒုထိုင်နဲ့ဒုက္ခမဲဆိုပြီးတော့နောက်ထပ်နွားတစ်ကောင်ထပ်ကပြီးတော့သူဒီကိုဆက်သွားတယ်တရားနွားကြီးကတော့လေကဲမဲ့သူတပည့်လေးဩပြီးတော့မျောကြပါတယ်ဘယ်သူများကဲမလဲလေပေါ့ဟာလေကောင်းရင်ပေါ့ပြီးတော့ဩပြီးတော့ဘုရားလူဆိုရင်တော့ကဲကြပါဟောဘယ်မှာလူတွေရောက်လာတယ်တရားမှကိုထင်တာပေါ့ငါ့ကိုကဲမဲ့လူထင်ရဲ့ဒါကလည်းအာဝတိလမ်းလို့မျိုးလုံးနဲ့ကြည့်ပြီးတော့လေဩတယ်ဟိုလူချင်းတော့ကဲမှာကျွန်တော်လည်းနှုတ်နေပါလေပေါ့နော်လည်းနေပါလေပေါ့
ဘုရားတို့ပဲကဲမှာလေနွားအကြီးရရောင်းစားတဲ့လူတွေတည်တော့ဟာဒီနွားကြီးကတော့ပိုင်ရှင်မရှိတော့လုံထဲမှာကျုံနေတာပွားတာပဲပွားတော့တခါလေတက်တာခန္ဓာကိုယ်ကအကြီးတွေကိုလေထက်နေတဲ့သားနဲ့လှိပြီးတော့အရှင်လိုက်ယူတယ်နွားကြီးကအော်လိုက်တာတဆိုတော့တွေးတွေကလည်းရဲလို့ဟိုကိုချင်းသာနာကြီးရပြီးတော့ဘုရားဘာကြီးတွေကိုကြောင်းထဲမှာကျတော့လေလေးနဲ့ဒါလက်ကလေးမနဲ့ဆိုင်ဘလောက်နားလိုက်တယ်ဟိုမှာအကြီးကတော့ဘုံလှိယူခံရတာဒါကြောင့်ဘုရားပြောခဲ့ပါတယ်ဟိုတဏှာတိုင်ရဲ့ကရုဏာရှင်ရဲ့လောကမှာမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကလူတာပါတဏှာကင်းသွားပြီဆိုရင်လည်းလောကမှာအယုံညာဆုံးပုဂ္ဂိုလ်ကလူတာပါအခုကြည့်လေဒီကလူတာဘယ်လိုချက်ဆက်လဲအရှင်လက်အရေးတွေဖောက်လို့ကိုအဲ့ဒီရှင်တလောင်းလောင်းသူ့ရွှေနဲ့ကျန်ခဲ့တယ်တည်လည်းမတည်နိုင်ရှာဘူးအဲ့ဒီမှာနောက်တဲ့လူရောက်ကိုမြင်တော့ဒါလှမ်းပေါ်ပြန်တယ်ပေပါယူပါပေါ့ဟိုလူကအနာရောက်လာတော့ဟာအတော်ပဲဒီနွားအကျိုးလေးတွေကမာတယ်ဒီနွားအကျိုးလေးတွေအချောက်တန်းပြီးတော့စောင်းကျိုးလို့ပြီးရင်ပိုကောင်းတယ်ဆိုပြီးတော့အရေးများတွေခွာတဲ့အတွက်ကြောင့်အသားပေါ်မှာခုဖောင်းနေတဲ့ဓာတ်ခန္ဓာကိုယ်အကျိုးတွေပဲယူပါလိမ့်တုံးနဲ့ထိုးပြီးတော့အကုန်ဖြတ်ယူတယ်နွားကြီးကအော်လိုက်တာတစ်ဆက်ဆက်တုံးသွေးတွေကလည်းမြင်မကောင်းရှုမကောင်းကိုယ်ဆိုတယ်ဒီကလေးတို့တော့ခံစားနေရပါပြီတရားရရောက်ပြီးတော့ခေါ်ရနေပြေးမခင်လို့တရားရောက်တော့ဟိုဆိုတယ်အမေရာကားတဲ့ကောင်းလေးလေဘာလို့မှမသိရဟုတ်လားအမေရာရောက်တဲ့ကောင်းလေးပေါ့တရားဝါလေးကိုလည်းဖြတ်တဲ့ကောင်းလေးဒါဆိုပြီးရဟုတ်လားလောကမှာစိတ်တွေအေးလို့ဆုံးဖို့များအဲ့ဒါဘုရားကလည်းဟာအတော်ပဲအရေးများလှမ်းပြီးသားအမေရာတွေရပြီငါတနေ့လာတော့ဘွားလို့လည်းဘာလဲပြီးယူလာမှာအားတယ်ဩကြတယ်နွားကြီးဝေကြီးအသားတွေပုံတော့ထွက်သွားတော့နွားကြီးတည်တော့မယ်အသက်ငင်နေပါပြီယောဂီတို့ဒီနေရာတစ်ခုဖြတ်ထွက်လိုက်ဆမ်းမယ်တို့ဘုရားတို့တရားတော်မှာလို့ဟိုလူတန်းတို့တဲ့ပုံထားတာကဒီမှာမဟောရသေးဘူးအခုအလူတန်းကချက်တောင်ပြုတ်ပြီးသွားပြီအသားတွေဘယ်တော့မှလည်းမသိဘူးအဲ့ဒါပြောချင်တယ်နော်ဒါနပြုတဲ့ဟိုသားရှင်တို့လူရှင်များပေါ့သားတွေငါးတွေကကျိုးမမရဘူးဝသားတွေကျက်သားတွေကျိုးမရင်သူတို့ကကျိုးတက်ပိုးတက်ရတယ်အဲ့ဒါဆိုရင်ဒီအကျိုးကြောင့်သူများကိုထိခိုက်သွားတယ်ထိခိုက်တော့ဘာဖြစ်လဲထိခိုက်ပြီးမှလူရင်လူတဲ့အတွက်ချမ်းသာတယ်ထိခိုက်တဲ့အတွက်အလူချင်းရဲ့ရှိတဲ့ဥစ္စာတွေကိုမိလာတတ်တယ်ဖြစ်ရဝါမှာရှင်းညောတတ်တယ်တခုခုတတ်တယ်နောက်မင်းကသိတတ်တယ်တော့မိမိရဲ့သားသမီးတွေကဆိုးပြီးတော့လေသားဆိုသမီးဆိုပြီးတော့ဖြစ်စည်းတတ်တယ်ဒီစုကလည်းမမြင်တော့ဒါကြောင့်ပန်းတော်သားကမှာပြီးတော့ရှင်းပန်းတော်သားမရရင်အသားလို့အတိအကျကရှင်းလာတယ်ခင်ဆုံးတယ်ဘုရားကတော့လာတယ်ကိုဘုရားဆိုင်ပြီးငါရဘုရားကိုပြန်ပြီးတော့သင်္ကေတပေးမှာလေလူ3000ကျော်ပေါ့သရုပ်တိတာလည်းပေါ်နေပဲမှားတယ်အသားငါးတွေပေါ်နေနော်ဟိုကြည့်နေလည်းရှိလောက်ဆိုင်ဖြစ်တဲ့ဟာဝယ်ပြီးတော့ကြည့်မမှန်နဲ့ငါတို့ဓမ္မတွေကတော့ငါချောက်ပဲပြီးနေတယ်အဲဒါပတ်သက်တာတွေလေငါချောက်လို့ဘာလို့ကြပါလဲတင်းနေစေဘုရားတော်ရှိလို့ထင်တယ်ဒါလို့ဆက်တဲ့ကိုကြည့်တာတော့အဲတော့ဟိုဘုရားတော်ကပါဏာတိပါဒကံဟောအဲ့ဒီပါဏာတိပါဒကံကိုဘာကြောင့်အများဆုံးပြုလို့ကြတယ်ဆိုလို့ရှိရင်လေသူ့သားကိုစားနေလို့ဘာဖြစ်လို့လဲအဲ့ဒါပဲအဲ့ဒါပဲယောဂဒီမှာဆိုတယ်အသားစားခြင်းတဏှာခင်းအခုဟောဒီနွားကြီးကိုရဲသက်သက်အသားတွေပြည့်ပြည့်ယူတာအဲ့ဒါအသားစားခြင်းလို့ပဲဒါကြောင့်သူ့တော်တတ်တာကတော့တကယ်ကြတော့ဟိုဒေါသနဲ့တတ်တာပါပဲဒါမျိုးအဲ့ဒေါသနဲ့တတ်ဖို့အတွက်သူ့အသားကိုစားခြင်းနဲ့လောဘကဥဆောင်တာလောဘကြီးမှာဒေါသနဲ့တတ်တာအခုဆိုရင်ဘုရားကြီးရဲ့ဒီကံနဲ့မပါပါဘူးဒီလိုမြန်မာပြည်မှာလည်းအရေးကြီးမှုတွေပူလာပြီအညာလည်းမလေးရှားမှာဆိုရင်လေဟိုပြောရင်ရုပ်ရည်နဲ့မယ်နဲ့တော့ပြောပြမယ်သူတို့ဘယ်လောက်ရက်ဆက်တယ်လို့အဲ့ဒီဟိုချက်ပြီးစားနေကြတဲ့လိမ့်ခံတွေကိုအရှင်းကြီးပြနေတာလေဟိုတယ်တွေမှာမြောက်ဆိုမြောက်အရှင်းလိုက်ငွေဆိုငွေအရှင်းလိုက်အမှတ်တွေဆိုအမှတ်တွေအရှင်းလိုက်ငါဆိုငါအရှင်းလိုက်စားရင်လို့စောက်ကြည့်ပါလေပြောဟောရင်မြောက်စားခြင်းနဲ့မြောက်အောင်နောက်စားခြင်းအရေးဆက်ဆုံးပဲအဲ့ဒါဆိုရင်ဒီလိုအဲ့ဒီထိုးကြတဲ့မြောက်ကို
ဖမ်းယူပြီးတော့ဟိုစပွဲမှာအပေါအဲ့လိုဖောက်လိုက်တာဘောက်ဖောက်ပြီးတော့မြောက်ရကောင်းကိုအဲ့ဒီစပွဲအပေါ်မှာထွက်အောင်ပေါ့လေကောင်းထိုးတယ်တော့အပေါ်မှာကောင်းလေးအပေါ်ထွက်မြောက်ကခရဲအဲ့ဒီစပွဲအောက်မြောက်ကတော့မလုံးအောင်တုတ်တာအဲ့မှာတော့စပွဲပြီးတော့အချင်းတွေပါလေဆော်တွေပါလေဓာတ်တွေပုံရှိခရင်းနေအဲ့ဒါတို့ကဟိုအဲ့ဒါလည်းဘယ်သူမှဘာသာဆိုတယ်မသိပါဘူးမြောက်ဘုံတော်ဆိုင်အသက်ရှိတယ်ဆိုတော့မြောက်ဘုံတော်ကိုလေအရှင်နဲ့ပေါက်စားအဲ့ဒါခါရဓာတ်နဲ့ဘောအုပ်ခုံခွဲထည့်လိုက်အဲ့တော့စဉ်းစားကြည့်လူတို့ပတ်သက်တာပေါ့အောက်မြောက်ကဆက်ဆက်လှုပ်လည်းမရဘူးမောင်းတော့ဘယ်လိုပိတ်ထားလဲစီးထားတာပေါ့အဲ့မှာလည်းဘုံတော်ရတို့လို့တယ်ဘုံတော်ခွာလိုက်တဲ့အရှင်တက်လက်ကြည့်ဘူးအဲ့မှာတခါလေခင်းတုံးနဲ့ပေါ်ပြီးတော့အချင်းနဲ့တို့စားတာတို့လိုတက်တာမြန်မာပြည်ရောက်လာပြီတဲ့ရစ်ဆက်လာကြပြီနော်ရစ်ဆက်ကြတယ်သူများကကိုစားချင်အဲ့လိုပဲကရုဏာမရှိတော့ဘယ်လိုစိတ်ပေါက်မှာနောက်မွေးစွန်းတဲ့ဒီမွေးစားမှာမွေးတိုက်ချင်းနဲ့တောက်တော့ချင်းကြိုတင်ကြည့်ရတာအခုလည်းရန်ကုန်မှာဆိုရင်အခုတို့ဟိုမိုးဦးတွေတောင်မိုးတွေချင်းလိုက်တဲ့အခုကိုယ်တော်တွေသွားရင်အချင်းချင်းလိုက်စာရင်ဟာလို့ပြောတဲ့ကောင်ကိုချက်ချင်းနဲ့တို့ကြည့်ပြီးချက်ချင်းပဲအင်းကြော်လာတယ်စာရေးစာတွေဒါကြောင့်အလားစားမရှိကြတယ်အတားမှကြည့်ရင်ရောဂါများလို့ဘာဖြစ်လဲနောက်တော့ဘယ်ရင်ရှင်းနေတာမှာဟိုလူနှမျိုးဥပမာတဲ့ကိစ္စကြွက်ရည်ဥပမာပြအဲဒီငနာနာနဲ့ကာရီဆန်းဆိုတဲ့ဆရာဝန်ကြီးကရက်တွေစတဲ့ပြပါတယ်အတားမှအားဆိုင်ယောဂဖြစ်ဖို့အတားမှမဆိုင်ယောဂကင်းဖို့ကြွက်ရည်အကောင့်တရားကိုမွေးလိုက်ပြီးတော့ဘဝတည်းဒီဘက်တည်းအဲ့ဒါဟိုဒီညာဘက်ကကြွက်သူကိုသူကဟိုအတိအကျလို့ကြည့်ဘယ်လိုကလည်းဒီနေရာကိုတော့ဟိုအသားသားတွေကြည့်ရတယ်။ဒါနဲ့တော့ရေးတဲ့အခါကျတော့မှသူတို့စိတ်ပုံစိတ်ကြည့်လိုက်တယ်။အဲ့လိုဘာလို့လဲစိတ်ကြည့်တဲ့အခါမှာအတိအနန္တကြီးတွေ့တယ်ကြတော့လေဟိုဘာလို့မှမရှိ။ဘာလို့မှမရှိ။အဲ့ဒါလည်းရှိတယ်။ကျန်တဲ့ကျန်ပါလေတော့ဒေါင်းနဲ့ကောင်မျက်စိရှင်းနေရှိရတယ်လည်းရှိတယ်။နောက်တားဆိုတာတားတယ်လည်းမရှိဘူး။ဟောဒီဘက်ကအသားသားကြီးတွေ့တဲ့အကောင်တရားကြလို့ဟာအခုရုပ်ရုပ်ရောက်တယ်ကင်ဆာယောဂတွေးတူယောဂစီတူယောဂနှလုံးယောဂကြောက်ရပုံဖြစ်တာသူတို့ကအဲ့ဒီယောဂတွေကအသားသားတွေအားထားလို့ဖြစ်တာဒါကြောင့်ချို့စားရနည်းနည်းလေးစားဖို့တော့ဒါစားရင်ယောဂပဲဖြစ်အဲ့ဒါကကဘာကိုထုတ်ပြန်တာပါဒါကြောင့်အသားသားတွေအားစားရင်ယောဂတာဖြစ်ပါတယ်ဒါကြောင့်ဒီနေရာကိုဦးစားပေးစားပါလို့ထုတ်ပြန်တာဒါကြောင့်အသားသားတွေအားမစားနဲ့ဒီမှာလည်းပါတယ်ကံရုပ်ဆက်သွားရင်မှတင်ဟိုအဒီသူ့ရဲ့အသားရဲ့အလိခံရတော့ငွေတင်တော့လေအသက်မင်းရဲ့အချိန်ကမှရဟန်းတော်ဘာရောက်လာတယ်ရဟန်းတော်အားလည်းဒါမှဟောဖြစ်မှဖြစ်ရလေရစတဲ့လူသားတွေဖြစ်စံငွေတင်ရတော့လေလူဆိုရင်ကောင်းတာတရားမို့လည်းဆောက်ပြီးပြလိုက်မျက်ကြီးရောက်မှသူကလည်းဆိုင်ငါဘာလုပ်ရမလဲဆိုတော့နောက်သူကအချိန်ရတယ်မြတ်စွာဘုရားတရားတော်ဆိုတာဘာမှနားမလည်ပဲနဲ့နားထောင်ရင်ကုသိုလ်ရရတယ်။ကတ္တဝဘုရားလည်းကလင်းတို့အပေါင်း900မှာကြောက်တယ်ဘူးထဲမှာယန္တနာဘရွတ်ဆိုတဲ့ဒါလိမ္မာတရားတော်နားထောင်ရတယ်။ဘာမှတော့နားမလည်ဘူး။ဒါမဲ့လို့ဘာမှနားမလည်ပဲနဲ့တရားနာတဲ့အတွက်ကြောင့်နတ်ပြည်ရောက်သွားတယ်။ဘယ်ရောက်ပါလဲ။ဒါဆိုနတ်ပြည်မှာလည်းစိတ်နဲ့အများကြီးခံစားပြီးတော့နောက်ဆုံးဘဝမှာလေအရှင်သာရိပုတ္တရာရဲ့တပည့်တွေပြုအခု900လုံးယန္တာတွေလည်းပဲရောက်သွားပြီ။အဲ့လိုလက်ဒီမှာအချိန်မှတော့စိတ်တွေခံစားရတာယန္တာဖြစ်ကိုရောက်တာဟာတရားနာတဲ့ကောင်းကျိုးပါကောင်းကျိုးတရားနာတဲ့ကောင်းကျိုးပါဗျာ။အဲ့လိုတော့မှတရားဝိကျင့်ပါတယ်ဘာလို့လို့ဆိုရင်တရားဝိရအောင်နာကြဟုတ်လား။ဒီကတော့ပေါ့ဒါနားမယ်လို့နာအဲ့တော့ငါလည်းဒီနွားကြီးကိုတရဏဂုံယူပြီးမယ်သူနာနာခုလို့ရမှာပဲဆိုပြီးတော့ဘောဓံရဏံကိစ္ဆာမိဓမ္မရဏံကိစ္ဆာမိသံဃာရဏံကိစ္ဆာမိလို့တရဏဂုံသုံးပါးကိုအစွမ်းနဲ့ယူပါတယ်ဆိုပြီးတယ်တထကြီးကနားတော်တယ်သူ့သုံးပါးကပြည့်တဲ့လို့တော့သူပဲနားတယ်မလဲသူပြည့်တဲ့ကနားတယ်လို့တော့ဘောဓံရဏံကိစ္ဆာမိဆိုတာကဘုရားရှင်ကိုကိုယ်ဝေယံမူရေးရှိကပ်ပါလေလို့ဆိုတာဓမ္မရဏံကိစ္ဆာမိဆိုတာကတရားတော်မြတ်ကိုကိုယ်ဝေယံမူရေးရှိကပ်ပါလေလို့ဆိုတာသံဃာရဏံကိစ္ဆာမိဆိုတာကသံဃာတော်ရှင်ရဲ့တို့ကိုယ်ဝေယံမူရေးရှိကပ်ပါလေလို့ဆိုတာအဲ့ဒီလိုပြည့်တဲ့တထကနားလေပါမလားမလဲဘူး
သေးရဲသွားရောလေအဲ့လိုပါမှနားမလဲပဲနဲ့တရဏဂုံသုံးပါးနားထောင်တဲ့ကုသိုလ်ကြောင့်အဲ့ဒီမာလေးကလူရနဲ့ဆိုရင်နေပေါင်းသုံးပေနဲ့အနှိမ့်၆တန်းတက်ကြည့်တဲ့ဒါဝရိဏနဲ့ဘုံရောက်တယ်ဘယ်နဲ့ဘုံရောက်ကံယောဂီတို့နတ်ပြည်ရောက်လာပြီတက္ကကထာအကြောင်းလည်းနားထောင်နတ်ပြည်ကြတော့လေလူကြီးလူလောကလို့ဆံလေးလည်းမရှိဘူးဖြီးလေးလည်းမရှိဘူးဟုတ်လားနောက်ဥဒ္ဒါလေးပြင်သားလို့လေဖြူခွေးဤလို့လေဟိုတော့မှပြည်သက်ဒီမှာလည်းဦးမယ်နတ်ပြည်ရောက်ရင်လည်းပဲကတန်းချစ်ချစ်နေရအောင်ပေါ့နောက်ဥဒ္ဒါစားရည်လိုက်မှမှန်စားကြနောက်ဥဒ္ဒါစားရည်ကြလို့တိုင်းနဲ့သိချင်းသိလို့ညနေရောက်ဝမ်းမြတ်သားအောင်အဲ့ဒါအချိန်မှန်းတော့စားကြဟုတ်လားဒီလည်းကောနဲ့တဲ့ရေကနေဒီကိုရောက်မှလည်းမလို့မှမရဟုတ်လားနောက်တော့ကောနဲ့တန်သေးလိုက်တော့ပဲမကြဘူးနောက်တစ်ခုကလေဟိုကိုယ်တန်တိုင်းမနာလို့တဲ့အိတ်တာနဲ့ကိုရလို့သူများမရတယ်မစရိယအောင်အခုလူ့ဘဝတွေကခွာစားပါလိုက်နောက်ဒီကြီးမမောနဲ့ညာတော်ဒီလူတွေဟာကိုယ်တန်သူများရှိတဲ့ဥစ္စာအာနာယလူတာနဲ့မနာလိုတာများတယ်ဝမ်းသာရင်မုဒိတာဆိုတဲ့ကုသိုလ်ဖြစ်တယ်မနာလိုရင်ဣဒ္ဓဆိုတဲ့အကုသိုလ်ဖြစ်တယ်စဉ်းစားကြည့်တဲ့အရင်ကအဖတ်မြတ်တဲ့လူလူကုသိုလ်ဖြစ်တာကောင်းလားအကုသိုလ်ဖြစ်တာကောင်းလားအဲ့ဒါကိုအကုသိုလ်လူတွေကိုယ်တိုင်တောင်းမနာလိုတာပဲဂုံချောတာကဖန်အောင်စီအောင်လုပ်ဘယ်လိုကောင်းလို့လဲဝမ်းသာလိုက်အဲ့လိုမနာလိုတဲ့မရှိရနတ်ကြီးပါလာရင်နတ်ကြီးကြတော့မနာလိုတဲ့ဝဏနဲ့ဖြစ်ချင်းရှင်းတယ်တည်သွားတာအဲ့ဒီကဒေါသနဲ့ရှင်းတာပူတယ်သိပြီးတော့မနေနိုင်ကြဘူးဒါကြောင့်မကောင်းတဲ့အိတ်တံမရှိတော့လူ့ဘဝတွေကလည်းရှောင်ပါကြလို့မှားနေတယ်အဲ့တော့အနတ်ကြီးမှာကြတော့ဟိုလူကြီးလူလောကလို့ကိုယ်မဆောင်ပါဘူးနတ်သားဆိုတော့လက်ဆက်ပြီးဝါကနဲ့ဖြစ်ချင်းအိမ်တော်ကြဘယ်လောက်ကောင်းဟုတ်လားနတ်သမီးဆိုရင်စကြည့်နေပြီးတော့ဝါကနဲ့ဖြစ်ချင်းအိမ်တော်ကြတာတကယ်လည်းမှားနေတယ်ပေါ့လူဘဝလောကတိုင်းကဘာမှကိုယ်ရုပ်မနေနဲ့နတ်ကြီးတန်းမှာအားရပါရဘုံမှာနတ်သမီးတွေထောက်ဟုတ်တယ်လားတကယ်ဟိုလူကြီးတော့တယောက်တော့မနေဘူးလုပ်ပြရတာပေါ့ကိုယ်ကလေတောတာပါဠိရဲ့တရားမကြီးမရဘလို့ပြင်မှာမှတ်တော့နှစ်ကလေးနဲ့၅ခန်းတရားမရပါနဲ့ရောက်ပါလို့ဒီကံဘုလို့တရားတဲ့ဘုဟုဆရာကြီးပြောတယ်ငါစဉ်းစားကြည့်ကွာဒီတရားနဲ့မရကြလို့များတာပဲညဆိုရင်ကွာသူမရတဲ့ကလေး၅ခန်းကိုနာမည်ပေါ်တော့တဲ့နဲ့မိုးရင်းမှာဟုတ်ပါဘူးဆရာကြီးတရားမတွေ့တယ်နော်အများကြီးလို့ဟုတ်လားနဲ့ဒီနဲ့ချမ်းသာလို့ဘောတော့ကောင်းလိုက်တာဒါကြောင့်ဘုံမေးအောင်ပဲနတ်ပြည်မှာနတ်သမီးနဲ့နတ်သားကိုဆိုအများတယ်အဲ့ဒါပြဿနာပဲတကယ်တော့နတ်သားတွေကနားနေတာပေါ့ဘုရားတရားဝတ်ကျိုးဆောင်တွေကတကားတွေမများဘူးလားများတယ်တရားဝတ်တကားတွေများတယ်လားမများဘူးလူတွေလည်းတန်ဖိုးဖြစ်တယ်ဟုတ်တယ်လူတွေကများတာတကားတွေကပြင်းနေတာရက်တယ်တော့များရက်တယ်များသူတို့ပဲဘောလုံးဝတ်တယ်သူတို့ပဲအဲ့ဒီတခါကြီးဘောလုံးနဲ့တိတ်ဆိုတဲ့တော့အဲ့ဒီလိုချင်းအင်္ဂလာမှာတော့လူချင်းအဲ့ဒါခရိယာတွေပြေကုန်အောင်လားဘောလုံးနဲ့တာကြည့်ကြတယ်အဲ့ဒါအေးအေးကြတဲ့လူခံရတယ်အေးအေးကားပြည့်အစားပြည့်လို့ရှိရင်ဒီမှာတန်ချမ်းလို့ရှိလိုက်တယ်အားနဲ့တော့ရင်လေဘုရားတို့ဒီယောဂါလေငှက်ရှားယောဂါလေအလိုလိုဝင်တယ်ဗန်မှတ်အားလို့နေအဲ့ယောဂါမျိုးအလိုလိုဝင်တယ်အားရှင်ယောဂါဖြစ်ခုတရားအားနဲ့ဒီဆိုင်ပါနော်အဲ့တော့ပြောကြဆိုနတ်ဒီမှာအဲ့လိုဟိုနတ်သားတယောက်ကနတ်သမီးတစ်ထောင်ဆိုတော့တစ်ထောင်တယောက်နတ်သမီးလာမရဘူးတခိုင်းကြောက်တာအမြဲတမ်းဟိုတခိုင်းကိုအတိုင်းရှင်းပြောတာပေါ့ရှင်းလို့လည်းတော့မကြပါဘူးတိုင်းနတ်ဒီမှာနတ်သမီးတွေများတာနတ်သားနေတာဆိုတော့ဒီမခံနိုင်ဘူးခဏခဏပြောအောင်တော့ဖြစ်သေးဘူးဒီမိမနိုင်အောင်ပြောမှဆိုဘုန်းကြီးပါဘူးတောင်းဘုန်းကြီးကပါလို့အမျိုးသားတွေသိခါကြတော့ဘုရားဟောလို့တော့လေရတော့ဒီမှာနတ်သမီးကောင်ကနတ်သားတယောက်ဆိုတော့ဒီလိုအမျိုးသားတွေသိရင်အပိဋိကြားလို့ဖြစ်နေတယ်ပြောပါအောင်ပြရှင်းပါအောင်ဆိုတော့ဆရာတော်ကလည်းအမျိုးသားတွေလည်းသိရတာပေါ့ကဲခိုင်မှတော့ဒီလိုပြောတို့နဲ့ဒီမှာနတ်သားဘာကြောင့်လဲတဲ့ဆိုရင်ဂင်းအောင်ဝါလို့တဲ့သူကဘုန်းနဲ့ဘုရားတွေကအားလို့ကြောက်ကြတယ်ရှိပဲကြောက်ကြတယ်ကဘုရားလေးကိုလို့နဲ့ဒီမှာနေတာအောင်တယ်ဒီလိုကပေါ်ရင်းနေအောင်လားဘုရားလေးကမိမကကြောက်ကြဟုတ်တယ်ဒီအများကြီးဆိုတော့ကြောက်ကြတယ်ဘုန်းကြီးကတမ်းအဲ့တော့ဒီကကြီးကဆရာကြီးစောစောကပြောတော့ဒီမှာသိတာလည်းဘုရားသမိုင်းကဖလက်သားချိန်တယ်ဒါကလည်းတော့ပါစဉာဏ်ပြီးတာဇောတယ်ပြီးတော့လမ်းဘုရားမှာချော်လဲတာစကားတော့မနေဘူးနော်
မိတဲ့ပြန်ပြောတာမေးပါပြောတယ်ဒီဒုက္ခရောက်တယ်ဦးမယ်ဟိုကျတော့ရှင်မဘာလို့နတ်ပြည်မှာနာသားလိုက်တာသိလားရှင်သိပြောတာမှနားထောင်ခြင်းမှတကယ်ပြောမှာကဟောကင်းနာဝါလို့သေသမကဘုန်းနဲ့ဘုရားငါယောက်ျားကြီးပြောအောင်မှသူကပြောချတယ်ရှင်မမှတ်ထားစမ်းနတ်ပြည်မှာဘာကြောင့်နာသားတွေနေတယ်လို့ဆိုရင်ငါတို့ယောက်ျားတွေကကင်းနာလေးထဲမှာသေဖြစ်ပုံနဲ့ဆိုတော့အော်ဘုန်းကြီးကသေဖြစ်ပုံပါတယ်ဟုတ်လားကံပေါင်းလိုက်လို့အဲ့တော့သေဖြစ်အောင်သိမြင်နာမှာနောက်တရားဝတ်တဲ့သွားတာရနော်ဒါတော့ကဘောင်းဘုန်းကြီးကသေဖြစ်တယ်အဲ့တော့ဒီလိုကြီးကနတ်ပြည်ရဲ့လက်ဆန်းလာပြီးဟောအဲ့တော့နတ်ပြည်မှာလေဟိုနတ်ပြည်ပတ်လည်းဘုဒ္ဓတပထမဆုံးဆိုသူတို့မှာတဲ့လက်ပေါ်မှာအနှစ်9တန်းပဲရှိတယ်လူတန်းနဲ့အဲ့ဒီတက်ကတာဝေဒနတ်ပြည်က3ပြည်နဲ့နှစ်6တန်းအဲ့ဒီတက်ကယာမနတ်ပြည်က50ယာမနတ်ပြည်က14ပြည်နဲ့4တန်းအဲ့ဒီတက်ကဒုတိယနတ်ပြည်က59ပြည်နဲ့နှစ်6တန်းအဲ့ဒီတက်ကနေမန္တလေးနတ်ပြည်က230ပြည်နဲ့4တန်းအထက်ဆုံးကပရဏိဒဝဒဝိနတ်ပြည်ကတော့920ဒီဂရီနဲ့6တန်းဒီလိုတက်ရှိပါတယ်အတူဆုံးနဲ့အဲ့ဒီ9တန်းအဲ့ဒါတူတာမရှိပါဘူးဒါကြောင့်လူဘဝခဏလေးပါလူဘဝနှစ်တရားမှာတာဝရဏမှာတည်ရတယ်ဒါကြောင့်အာဟုတို့လေးဘာမှမလုပ်ပဲနဲ့ကုသိုလ်တွေပဲသိဖို့တော့ကြပါလို့ဒါတော့ကမိဘတွေညာလို့ကပြည်တာရှိတဲ့တိုက်တွန်းပါခဏနေကြတာတော့နော်ဘာမှမချပါဘူးအာဟုတွေရိုးလည်းမလုပ်ပါနဲ့ရိုးလည်းမပြောပါနဲ့ကျန်လည်းမကျန်ရပါနဲ့တော့ဟုတ်လားခဏလေးနေရတာအဲလိုကြည့်မာနဲ့ရောက်လာပြီတရားဆောင်တာပရဒဘုံရဲ့ဆံပရဒဘုံရဲ့ဆံအဲ့တော့ဟိုဘာမှပရဒဘုံရောက်နားမလဲတဲ့တတိယံကောင်တော့ပရဒဘုံလေးနားထောင်တဲ့နတ်ပြည်ရရုပ်ရည်ကပရဒဘုံလေးဆိုရင်သိရလားဒီပရဒဘုံလေးဆိုသွားမယ်ဒီပရဒဘုံနဲ့သိရင်ဧကံဘုရားနတ်ပြည်မရောက်နိုင်ဘူးလားမသာဘူးအဲ့ဒါဘုရားကပြည့်တဲ့တန်ဖိုးပဲနောက်တစ်ခုပြောကြအောင်ဆိုဘုရားတရားနာပရဒဘုံတို့မှာဆွေးနွေးတဲ့အတွက်ဒီဆိုကင်းဖို့တဲ့ဘာဖြစ်ဖို့ဒီဆိုကင်းဖို့အဲဒီလိုကင်းဖို့ပြောနေမှာနောက်ထပ်ပရဒဘုံရဲ့အပေါင်းတို့ထပ်ပြောဒါကအဘာဒနာလာတာနှမျိုးပဲပရမတစ်မျိုးကလုံငယ်သော60ကဘာကဘုရားကိုတဲ့အလုံးမှာတဲ့ဒီမြတ်စွာဘုရားရဲ့အခါတော်ကအမျိုးကောင်းသားရပါမျက်မြင်မိဘကဘာလို့ဖြစ်သူကရဟန်းပြုနေတယ်ဒီဘာလို့လဲသိနေတော့ရဟန်းပြုလို့မရဘူးဒါကြောင့်ပြောပါလို့ယောဂမှာအကြီးဆုံးကုသိုလ်ရအောင်ယူမယ်လို့သူလေ့လာနာကြားပြီးတော့တရဏဂုံလေးတဲ့ကုသိုလ်သွားတွေ့ဒါကြောင့်မြတ်စွာဘုရားလက်ရတော့ရဟန်းပေါ့အဲ့ဒီကမြတ်စွာဘုရားလက်ရတော့ရအရှင်ဒီလိုမှမတူကိုပြင်ပြီးတော့တရဏဂုံဆောက်တည်တယ်အဲ့တရဏဂုံတော်ဘောလုံးမြင်ခဲ့အဲ့လိုမြင်တဲ့သူဟာ90ကဘာပဲသာဖြစ်တယ်ဘယ်တော့မှပဲသာဖြစ်တယ်တရဏဂုံရဲ့ကုသိုလ်ဒီလောကပြည်တာများအောင်အဲ့ဒီအကျိုးတွေမရနိုင်ဘူးလားတရဏဂုံကဒီဘုံရနိုင်တယ်ဒါလည်းမနာမပါသေးဘူးပဲတရားနဲ့ဒီကအကျဉ်း80စက္ကန့်နဲ့ဒီက95ချိန်ဒီလိုပြည်တွေဘောအချိန်ပေါင်းများစွာမနေနိုင်ဘူးနောက်ဆုံးဘုရားအခုမြတ်စွာဘုရားအခုဘောရမြတ်စွာဘုရားတဲ့အခါမှာတာဝတိကတတိယံသွားဖြစ်တယ်လူ့ဘဝနဲ့ကလုံမှာသူနဲ့လူကလေးမျိုးလေးမျိုးဆောနာနေတယ်ရဟန်းနိုင်တစ်ပါးကြောင့်လည်းရောက်တော့ရဟန်းအရှင်ကြီးကအေးပြိလိုလာကြတဏ္ဍဘုံဆောက်ပြီးမယ်တဏ္ဍဘုံဆောက်ပြီးသူလိုက်ဆိုတယ်အဲ့ဒီတဏ္ဍဘုံဆုံးမှာကျန်တဲ့လေးရတော့တဏ္ဍဘုံတည်တဲ့ကုသိုလ်ပဲလုံငယ်သောကုသိုလ်ကဘာကတဘောပါတော့တဏ္ဍဘုံမြင်နေခဲ့တဲ့အဲ့ဒီလိုလာပါတော့လေခုနတဲ့သားအရင်နဲ့ပဲတဏ္ဍဘုံဆုံးမှာရဟန်းဖြစ်သွားတယ်အဲ့လိုလည်းဘုရားဘုံဆုံးမှာရဟန်းဖြစ်လို့သူ့ကိုတိတရဏကရဏိယမချေလို့ခေါ်တယ်ဘယ်လိုခေါ်လဲဒီလိုမျိုးပရဏဘုံမှာတာမန်ကုသိုလ်လားယန္တာအဖြစ်ကိုပို့ပြီးတဲ့ကုသိုလ်လားအဲ့ဒါတော့မထင်သေးဘူးနော်ပရဏဘုံဆွေးနွေးနေတယ်ဒီတဲ့ပေါင်းလို့ရှိတဲ့တို့ကလည်းဟိုဇီဝရကအစစ်မတောင်းဘူးလားအစစ်တောင်းအခုလည်းတဏ္ဍဘုံဒီနောက်အစစ်ကောင်းလို့ရှိနေတယ်ကလည်းဆိုလိုက်ဒါပါဏပဲတရဏဂုံဒီလူမြာဘောလူအတုယမီမာအဘုသောခံရင်ဉာဏ်ဖြည့်ဖြင့်အလင်းအလိုပါမြစ်သက်ခြင်း
ရေးသိမ်းမှာပိဋကတ်သုံးပုံနော်အာရုံနဲ့ပြန်ရေးနဲ့ရေးဖြည့်ဆရာတော်ဆရာတော်ပုံပါဘယ်နှပါဆရာတော်ဘုရားတော်လေးမှတ်ချင်လည်းရေးမှလိုက်ပေါ့ပထမဆုံးဆရာတော်ကြီးကမင်းဝန်ဆရာတော်ဦးဝိစိတ်ကရင်းနေနေတာဆရာတော်ကဟောတယ်ဆရာတော်ကြီးတော်ကပကောဘုနေတာဦးနေနေတာတရားတော်ကတော့ဒီကဥပောတန်လာဆရာတော်ကတော့ပြန်တော့ဟိုရှိဘူကဥတုနေကလားအဲ့မှာရှိတော့မှတော့ပြန်လို့ပါပါပြီဥဒ္ဓမန္တလာပြီးတော့မှယောဂကဆရာတော်ဥပ္ပိလိလာပြီးတော့ကဆရာတော်မြတ်တော့ခြေတူကအရှင်ဝိုင်းနေတာပြီးတော့ကနောက်တော့ဘုရားကခုနက7ပါးညာတရားအောင်တာအခုမောင်ဆုံးညွန့်နေတာအရှင်ဒီလက်ခဏပြီးတော့ကဇဂိုင်းညွန့်နေဘုရားဟိုအရှင်ကတ္တနာဝါဒပေါ့နော်ညင်းမို့နေတာဘုရားတော်ပါလားပြီးတော့ဆရာတော်ကကိုယ်ခန္ဓာမှာလာနေတာကဒီလိုမြင်ရင်လေးထူတာပဲနောက်ဆယ်ပါးဆက်အောင်လာကြတော့ယခဏီရကအရှင်အိဋ္ဌပါလားဆရာတော်ကတော့အရှင်တောရတာပေါ့အဲ့တော့အဲ့ဒီအိဋ္ဌကတော့မှလည်းလိုတယ်မင်းဦးကြီးပြည့်ဖို့လို့ဒီဦးကြီးဟိုဒီအကြောင်းကြီးတောက်တော့ဒီကိုပြောရအောင်ပဲဒီလူငယ်များကိုကြီးများပဲဦးကြီးကိုယ်တိုင်ဘောကနေရှင်းရတယ်ဟိုတွေးနေတယ်ပေါ့ဦးကြီးအများကြီးဆိုတော့ပါတယ်အရင်ကပါလာရင်ခေါ်ရတာလေဦးကြီးကဟိုအသက်40လောက်ဖတ်မိတာအဲဒီဦးကြီးအသက်20လောက်ကသူ့ရဲ့ဟောတာဖတ်မိဦးကြီးကအခုဒီမှာပြိဿတော်ဆောင်ဖြစ်နေပြီကြည့်တော့ဒီစကားတော့အလုံးတန်ဖို့ရှိတယ်ဟောတာကိုသိတာနောက်ကြတော့အဲလိုဦးကြီးကတော့ကျင့်နေတာဟိုစားဆိုင်နေတိုင်းလုပ်နေမှာဦးကြီးနဲ့ဉာဏ်ဆိုးရဖို့ဟိုသိနေတော့ရှိတယ်ဟိုလည်းမှတ်ဉာဏ်ကိုကောင်းတယ်မှတ်ဉာဏ်ဆိုတာအဲ့ဒါကိုအခါဖတ်တာပြီးတလုံးမေးတော့ရုပ်သိကိုရုပ်တည်းပူပြောရတဲ့ရုပ်တည်းပြင်မှာကျတော့ရှင်းရှင်းသားပြောနေတာဟိုမှာဦးဇင်းကိုအောင်မှာဟိုဇောင်းလို့ရေးနေတာလုံးဝတရားဟောတာမရှိဘူးပြင်မှာရောက်မှာဟောလို့ပရိသတ်ကိုပေါ်လာတာထိတ်တာပြောမှတ်ဉာဏ်နဲ့ပြင်သားအောင်မှတ်ဉာဏ်နဲ့ရုပ်ကိုအခုကလည်းဦးဇင်းအရင်တော့ကပြန်မှတ်မိတာမှတ်ဉာဏ်ပေါ်တော့ဇာတိတဲ့မှာပေါ်တယ်ဇာတိတဲ့မှာမရှိပါဘူးဦးဇင်းကတော့ဒီပါဠိတော်အုပ်20ထားတလက်မလောက်ထိုးတယ်ပါဠိတော်အုပ်20ပြန်လာလို့တော့အဲဥစ္စာပြေလို့ဉာဏ်ကမနက်ကနေဉာဏ်ဘိုးယူခဲ့တာ3ရက်ရဘယ်လိုလဲမလဲတော့ဆောင်းနေတာပါနော်မလဲပါဘူးဘာလို့လဲအဖြစ်ကြီးတယ်မစိုးတော့ကျက်တယ်အဲ့စာကိုပုံမှန်လေးပဲကျန်တဲ့ကျန်ပုံမှန်လေးပဲတော့ချော်တော့အဲ့ဒီမှာမင်းကောင်းမှာဒီလိုကဖြစ်တယ်တောင်းဖို့လိုလာရောက်လာတယ်တောင်းဖို့ကမေးကြည့်တယ်ရှင်းရလို့ဒီမှာဒီကတော့တော့လည်းကျွန်တော်ဘာလို့ရကြတယ်ရှင်ရတဲ့ဉာဏ်တိုင်းနဲ့ကိုယ်တော့ပြည့်လို့ချင်းတဏှာကြီးမှာ9ရက်သေးရောကိုယ်ကတည်းကဘုံမှာပုံရတယ်တဏှာကြီး9ရက်ရှင်ရဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်အရှင်း30ရာရှိတယ်တော့ဒီငါတော့နေတော့တော်ဒီကွာကပညာတော်ဖြစ်အောင်ဇာယိမတရားဟောတရားတော့ဆက်ချက်တော့အားလုံးမှာပါလို့ကြည့်ရမှာဟောတယ်ဆိုတော့အဲ့ဒီဗဒနာတရားပါလာတဲ့ဟောတာတွေကလူပုဂ္ဂိုလ်ရန်ပုဂ္ဂိုလ်များဟာတဲ့ကိုယ့်ကိုယ်ကိုပါရမီရှိတဲ့ထုံးလွန်တဲ့ပုဂ္ဂိုလ်ပေါ့ပေါ့ဆိုတာကိုတဲ့ကြီးကျယ်ခမ်းနားတဲ့အလုပ်တွေလုပ်ကြည့်မှသိရတာမင်းတို့ကလည်းဟာသူ့ကိုယ်ကိုပါရမီရှင်ဟုတ်ဖို့ကိုတိတိကျကျသံဃာကြီးဖြည့်ပြီးတော့ဆန်းစစ်ကြည့်လိုက်တာပါရမီရှင်ဟုတ်လို့ပြိဋ္ဌာအောင်လို့တယ်အဲဒါကြောင့်ကြီးကျယ်ခမ်းနားတဲ့အလုပ်တွေလုပ်နေတယ်ဟာပါရမီရှိပါဘူးဆိုလက်ရှိတော့ဘုံမှာဘယ်တော့မှအမြင်မရောက်တော့ဘူး။ဒါကြောင့်ကြီးကျယ်ခန္ဓာလူကြီးကိုထုတ်ကြည့်ကြပါမယ်။တိတ်တန်ဖို့ရှိတဲ့စကားလေးကိုကိုယ်နဲ့နှလုံးသားမှာရေးထားလိုက်ပြီးဘဝရည်ရတဲ့တွေးရဆောက်ရတဲ့ပါမှာပါ။ဒါကြောင့်လည်းဒီမှာလေတကယ်လို့နဲ့ဇွဲနဲ့ကိုကျင့်လို့ဆိုကြပါလို့သူတို့နှစ်ကျင့်ကိုလေးနှစ်ကျင့်မရဘူးလား။ကြားတာဟောအဲ့ဒါမှလည်းခဏအားလို့ဟုတ်လို့လည်းဘာမှမအောင်လို့လက်ကားကိုဖြစ်တော့ဟုတ်လား။အဲ့ဒါလူတိုင်းကယူဆကြပါဒီရထားတဲ့လောက်ကိုမလုပ်ခင်မှာအားမဆိုပါနဲ့လို့ဦးနေတယ်။ဘဝရည်ရတဲ့တွေးပြီးကိုသိကြပါတယ်နော်။ယူဆကြပါ။ဒါကြောင့်လို့အဲ့လိုဉာဏ်ကောင်းတာကလည်းတရဏဂုံတည်လို့ဘာဖြစ်လို့တရဏဂုံတည်ရဲ့လို့ဟုတ်ဒီလောက်ထူတဲ့လက်မကထူတဲ့အုပ်ကြီး20ကိုမလို့ပြန်နိုင်တယ်တာမြင်အဲ့ဒီပါဠိလိုအုပ်20ကိုအခြေခဲ့တဲ့အထက်ကရာတိကအနုမထုယောဂနာခန္တီအစရှိတဲ့စာဝေါ1000နီးပါးလောက်ကိုလည်းသူအားလုံးဟိုအတင်းတွေကြည့်ပြီးတော့ရေးချင်
တရားမှလေ60ကျော်ရတော့ပေါင်းတာအဲ့တော့မြင်ကောင်းတာအဲ့လိုမြင်ကောင်းတဲ့ဘောဟုတ်ပြီကတခြားလားတရဏဂုံသုံးပါလားအဉာဏ်ကောင်းတဲ့တရဏဂုံသုံးပါမြင်ကြတယ်နောက်ဒါရင်ကမကလေးကိုဉာဏ်ရဲ့အလင်းအလိုပါတဲ့တရဏဂုံဒီတဲ့ပုဂ္ဂိုလ်ရဲ့လူဆန်းအားလုံးလိုက်ရတယ်နံပါတ်3ကောင်းစုစိတ်ကောင်းစုပေါ့နံပါတ်4ကနှစ်သက်ကျန်တဲ့လူနာတွေကသူ့ကိုဝိုင်းနှစ်သက်ကြပါတယ်ချစ်ချင်းနဲ့နံပါတ်5ကကျန်တဲ့လူနာတွေတက်ပါတယ်သူ့ဝိုင်းပြီးချစ်ကြပါတယ်တရားစီပဲပေါ့တတော်မြဲတဲ့ပုဂ္ဂိုလ်တွေတိဏ္ဍာပြလေးကြတယ်မလို့ပါဘူးလို့ဟောနံပါတ်6ကချစ်ချင်းကိုလည်းလှပါတယ်ဟောနံပါတ်9ကကြိုးသောထင်ရှားပါတယ်နံပါတ်7ကချမ်းသာပြေဝပါတယ်အဲ့ဒါအစစ်ရမယ်ကောင်းပြီဟုတ်လားဒါဆိုယောဂီတို့အဲ့ဒီကောင်းကျိုးတွေရဖို့ဆိုရင်တရဏဂုံမပြတ်ဖို့ရည်ရည်ရှိဘူးလားရည်ကြည်တယ်ရောတရဏဂုံပြည့်ခြင်းနှမျိုးနာထားရည်ကြည်ပါတယ်ကြရည်ရည်ကြည်ပါတယ်အဲ့ဒီမလာနာတာကကနာမှာတရဏဂုံပြည့်ခြင်းနှမျိုးဖွင့်ရကာလကရိယာပြီးတော့အနာဝဇ္ဇပြီးတော့လုံးစတိဘုဒ္ဓရဲ့ဘုရားဘာသာပြီးတော့သိရင်တရဏဂုံပြည့်တယ်ဘုရားရဲ့ဘုရားဘာသာပြီးတော့သိလို့တရဏဂုံပြည့်တာအပြည့်လည်းမရှိပါဘူးအာဟုလည်းမဖြစ်ပါဘူးအဲ့ဒါတင်လာတာပါဒါကြောင့်တရဏဂုံကယောဂီတရဏဂုံလောကုတ္တရာတရဏဂုံလိုမျိုးရှိတယ်လောကီတရဏဂုံဆိုတာပုရုဇဉ်နဲ့နေတဲ့တရဏဂုံကလောကီတရဏဂုံသူကသိဖြစ်တယ်အရိယာတွေနေတဲ့တရဏဂုံကလောကုတ္တရာတရဏဂုံသူကဘယ်တော့မှတဏှာဆက်တဲ့ဘယ်တော့မှမဖြစ်တော့ဒါကြောင့်တဏှာဆက်တဲ့ဘယ်တော့မှတရဏဂုံရည်ချင်းဘာသာရောက်နေရင်တော့ဝိပဿနာတွေကနေညာညာရှုပွားပြီးတော့တော်တော်ဖြစ်အောင်ကြိုးစားမှုတိုက်တွန်းခြင်းနဲ့အဲတော့ဘုံအပြည့်ရှိတာပြောအောင်အပြည့်ရှိတဲ့တရဏဂုံရည်ချင်းကအင်းညာတက္ကရာဒီတို့အာဟာရဒါနဝိသရာမေတိအေဝအင်းညာတက္ကရာလုံးဒေသာဝတေနာတာဝိဇ္ဇဝေဒောလို့ဆိုပြီးမူလကဏ္ဍကတက္ကရာဘုရားတရားကံလာမှတပါဘိုးတော်တွေမေတော်တွေဘုန်းကြီးတော်တွေမန္တလေးတွေအိမ်တွင်းတွေနော်မင်းကြီးနောင်တွေအမေဘာနာဂရိုင်းတွေရှမ်းမောင်တော်မတွေအကုန်များဖို့ပြီးပါတော့အဲ့ဒီရုပ်တွေကိုတဲ့ကျွန်တော်ရဲ့အတ္တနဲ့ခန္ဓာကိုအနဲ့လူကကိုယ်ပဲပါလို့စိတ်ကဆောက်တည်ပြီးတော့ဥချင်တယ်လို့ဖြစ်မှတ်သွားနော်မှတ်သွားအခုဒုက္ခရကမတွေရဲ့တရားကံလေးမှာရှိနေတဲ့အဲ့ဒီရုပ်တွေကကြိတ်ကြတယ်ပါဘာတွေလဲကြိတ်ကြလို့ခေါ်တယ်မဟုတ်ဘူးနတ်မဟုတ်ဘူးနတ်မဟုတ်ဘူးကြိတ်ကြတယ်အမေဘုံသားတွေဒါကြောင့်အဲ့ဒီဘုံသားတွေကိုဥဆိုင်တဲ့တော်ဖြစ်သွားကိုယ်ကိုယ်လည်းရဘူးအဲ့လိုလည်းမဟုတ်ရင်ခုပြောတဲ့ကောင်းလို့ဒီခုမှများတော့တော့ဒါကြောင့်ဒီနေ့ကစပြီးတော့လုံးဝအဲ့ဒီရုပ်တွေကိုရှင်းခိုးနေဒါဆိုဘာလို့မလဲဟိုဆန္ဒရှိရင်မြတ်တာရှိရင်တော့အမြတ်ပေးပါမြတ်တာကိုပါပေးပါမြတ်တာကိုလူကတကယ်ဖြစ်ပါလေအမြတ်ပေးလို့တကယ်ကျေးဇူးတင်ပါတယ်ဒီပုံကြီးတွေတင်ထားလို့ပြီးလို့ဘုရားလူစားတော့လည်းမရပါဘူးအဲ့ဒါကိုဖိုင်ရလို့သိသိချင်းနေအဲ့လိုဒီကိစ္စရုပ်ကိုနတ်မှနတ်ပဲဟိုတချို့ကယောဂီတို့ဟိုကျောင်းလေးကျောင်းဆိုတဲ့ဆောင်တော်ငွေလေး5သိန်းလူဖို့တာခဲရင်တာနိုင်ငံပိုင်တော့ငွေလေး5ကျပ်သိန်းကိုယ်ကိုမခဲရင်ဟုတ်တယ်မဟုတ်လားဟုတ်တယ်ဟိုနတ်သားတို့တရားကယန္နာတော်လေးမလားဟုတ်အဲ့ဒါကြောင့်ဒီလေးပါကောင်းတရားကယန္နာတော်ကလည်းယောဂီတို့အဲဒီမှာမသွားဘူးအဲ့တော့ဒီကိုဟိုနိုင်ငံဝကလို့ဒီမှာနတ်မတာဟောဒီတော့ဟာရှားဖို့ဒီမှာရှားဖို့ပဲခြေပြည်သာမှာတော့နိုင်ငံကလို့ညမှာတော့တော့ပြန်အားရအောင်လည်းတော့ကနာလို့ပုဂ္ဂိုလ်တကယ်ညမှာတော့ဦးစင်အသိကိုအဲ့ဒီကကြီးကအသက်60ကျော်ပြီဓမ္မကြီးက40တော့အဲ့ဒီငယ်လုံးဝဆန္ဒနဲ့ဆိုကြားတော့ကြားခဲ့တယ်အဲ့ချီပေါက်တယ်သူ9000စုများတာဟုတ်တယ်ဟုတ်တယ်ဒီနေ့ရောက်အဝေးမတက်တော့စကားများညာဖြစ်လို့ရာဂတွေကခွဲပေးရတယ်တရားကြီးကအဲ့ဒီမျိုးကိုသူကအလူလုခင်တာရဟန္တာတွေပြင်ပြီးပါတရားကြီးကလက်ပွဲကားနေတာဒါနဲ့တော့ဒီခွဲပြီးတော့စိတ်ကြရုံကြပေါ့တရားကြီးကဘိဘောဓမှာသံဃာတွေပြင်ဆုံးကအလူလို့တရားကြီးကအနက်ကရောရဲ့6လေးပေါ်ပြပြောင်းဓမ္မနဂနာဝိချင်းပါဘုံတော်ချက်လေးချက်လေးပေါ့ဟုတ်လားအောက်ကဘောတရားနာကိုပြီးပေါင်းပါတယ်နောက်ကနာဝလေးပြီးတော့သူတို့ကတော့တမ်းပါတယ်ဟာဆက်လို့လို့ပါလေဆိုတော့အဲ့ဒီမျိုးသမီးကိုလက်တော်ဆောက်ကပိုးပြီးတော့တယ်အဲ့ဒါမှလားအဲ့ဒါဒါမှလည်းအဲ့ဒီသိနေပါလေနော်သူ့အမျိုးသားတွေလည်းပြောချင်တယ်မျိုးသားတွေလည်းဒီမျိုးတွေပြောရင်သူကသိလိုက်
တာပြီးတော့ဒီကိစ္စရှိတယ်အဲ့ကောင်နဲ့နှစ်ဖက်ချုံရောက်လာနှစ်ဖက်လုံးရတာအမျိုးသမီးနဲ့ဒီနဲ့၆ရက်လို့သားဖြစ်သွားတာအမျိုးသားကအမျိုးသမီးဖြစ်သွားတာဒါရိုက်တာလူလိုက်နဲ့ပြောတာနမ်းမခံရမှာဟုတ်လားနဂါဝကြည့်တာလို့ကြာရိုးရိုးလူစုကပြောအောင်ပဲကိုနဂါရောပိုင်းနဲ့ဖွင့်တော့ပါဆရာတော်တို့ကိုတက်တက်ပြဖို့တာမဟုတ်ပါဘူးနဂါရောများလို့မိမျိုးလိုဘောထားကိုပြောနေတာပါအမေလိုဘောထားလို့အမေမတတ်စေခြင်းလို့ဟောဆရာတော်နဂါရောပြေးကြတာရှိလားရှိတယ်တက်တယ်ထုတ်ကြဟိုနဂါရောမှာပြေးကြရင်နဂါရောကိုဝယ်တဲ့တရားမှရုပ်တာရှိတော့ဒီကနေ့ပါမှာပဲတွဲတယ်ဟိုကျမ်းညွှန်ပြောတယ်နော်နဂါရောလည်းတရားပတ်ပါဘူးလို့လုပ်တယ်ပြောတယ်မှာဆိုလို့ကျမ်းညွှန်ကပါရစိတ်ကပါဠိတော်မြန်မာလိုဒီကြောင်းမှာရှိတယ်ဖတ်ကြည့်နော်မြန်မာလိုရှိပါတယ်အစာပိုင်းလေးမှာပါရစိတ်ကဝိညာဉ်ဝိတ္တမှာအဲ့ဒီမှာအရှင်သာရိပုတ္တရာကဟိုအရှင်မောဂလကထူးခြားတဲ့စိတ်ဓာတ်နှမျိုးလိုတယ်မထူအောင်နှမျိုးလိုတယ်ဒါလည်းရဟန်းလည်းသိပါဘူးတွေ့တော့ဟိုကိစ္စကိုတောင်းတာတွေ့တော့ပြုံးတော့ရှင်လက္ခဏာရှင်မောဂလဘာလို့လဲဘုရားမမြင်ရဘူးတမန်တော်နာလေးနဲ့မြင်ရဘူးအခုဒီလိုရင်းနဲ့ဟိုပြည့်တဲ့ဆုံးတဲ့ဘုရားရှင်ကမှမေးအားပေးပါဘူးအဲ့ဒါလည်းဒီဒီဟာပြည့်စုံတော့ပြုံးတာကိုပြောပါဆိုတော့ရှင်မောဂလပြောင်းဆက်နေပါဗျာပြီးတော့ထူးခြားဆန်းကျဲတဲ့တိကျတာနှမျိုးထူးခဲ့ရတယ်အကြောင်းပြတာရေဟန်းနေကြမိလောင်တဲ့တရားတွေပို့ထားတယ်မိလောင်တဲ့လူတွေပတ်ထားရတယ်အဲ့တော့မိရအောင်အာဟုမကြောင့်ဒီတရားတွေထုတ်ကြရတာသူတို့ထုတ်ကြရတာတောင်းရည်ကြီးပေါ်နေရတယ်မိရုပ်ခံရတာကိုဒီလိုမျိုးဒီနားရေဟန်းနေတဲ့ခေါင်းမှာအုပ်တော်တွေကိုလူလောက်ပေါ်မှာကြီးမားတဲ့လင်းရည်ကြီးတွေကအုပ်တော်တွေပေါက်စားအဲ့တော့မိရဘူးဘုံတော်ပေါက်စားတာကနာလှည့်ပါရေးပြီးတော့ဒီလည်းမသိရဘူးခင်ဗျာအဲ့ဒါဘယ်လိုမှမလုပ်တာကြောင့်လေအများကြီးဘုရားတော်ကြီးအဲ့ဒါမှလေငါအနေနဲ့ကတော့ကြောင့်လည်းဒါကနောက်ပိုင်းမှာဖြစ်တဲ့ဉာဏ်ကြီးရေနာဝေးတရားဓမ္မကြီးဆောင်တဲ့အကြောင်းစီဒီဝဲစာပေအကျိုးလည်းမလို့တရားလုံးလည်းမလို့ဟုတ်လားကျင်းပြီးပြုံးပြောတာဆင်းခြင်းအဲ့ဒီလိုတရားဓမ္မကြီးတွေသုံးဆောင်ပြီးတော့တာဝန်မကြီးတဲ့လို့အကျွေးတင်တဲ့လို့သာသနာရေးတင်တဲ့လို့ခန္ဓာနဲ့ပြန်ဆက်ပြီးရဟန်းဖြစ်တာတယ်ဒီလိုကဒါကြောင့်လို့တရားမှလည်းမိမိအိမ်မှာအသုံးရတဲ့သာဝတိတော်အာနာဘုံလို့နေတချို့ကတော်တဲ့ဉာဏ်ကောင်းတဲ့သားမျိုးကြတော့ဆရာဝန်ဖြစ်အောင်လုပ်တယ်အင်ဂျင်နီယာဖြစ်အောင်လုပ်တယ်အားပေးတယ်တော့မရတဲ့ဟိုကောင်ရတော့ကိုရအောင်အဲဒီမှာမှားတယ်နော်အဲ့ဒါမိမကိုလည်းကိုတော့မေးရတာဟုတ်လားမေးရလိုက်တာမှတ်ထားလိုက်ပါလူတော့ကတော့မရတဲ့သားရင်းတော့လည်းအောင်လုပ်ရတကယ်တော့တော်တဲ့ကိုလည်းလည်းမဟုတ်ပါလေလို့ဟိုလူတော့ကတော့ရင်းတော့တော့ပြီးကြတယ်လူတော့ကတော့ရင်းပါတယ်တော်တယ်အဲတော်တဲ့ကိုလည်းလည်းမဟုတ်ဘူးပြန်ချတယ်ဒီလိုလာတယ်ဒီလိုခိုင်းရတဲ့ကြီးမှလေဒါကအလုံးလုံးလုံးနိုင်တော့ဘူးရဲ့အေးတင်လာလို့တော့အဲ့ဒါပဲလာတယ်နာမည်ကသာနာဝင်ခံနာမည်ပါတယ်သာနာနဲ့သာပေတော်နဲ့တရားတော်ကိုဆက်ဖို့လာတော့ဝင်လာတာဝင်လာတဲ့ဝင်နေတယ်ဝင်လို့မှမနာနဲ့ဝင်စားနေသာနာဝင်ဆိုရင်တော့ပြည့်ကြပါမယ်သွားတယ်ဒါကြောင့်လုံးဝအလုံးလုံးနဲ့ပုဂ္ဂိုလ်ကသာနာကိုအောင်းလာတယ်လို့သိတာနဲ့ပြောနေတာပဲခမ်းပါစို့ပါနော်အပြည့်ရှိလို့ကြောက်စရာကောင်းလို့ပါအဲ့ဒါလည်းအားအားပြီးနောက်တော့ပြည့်တယ်နောက်လည်းတော့ဗျာဒီလိုမြင်နေတာပြည့်ကံမှားလေလို့ပြောပြီးနောက်တော့မေဒီကိုမြင်တာဟုတ်အဲ့ဒါဗျာတဲ့သူဟိုခန္ဓာကိုယ်ကအားမရှိဘူးအယုံနဲ့အရှိပဲရှိသူ့ရဲ့ဘယ်ရအခုလေးပြီးတာပြင်လာမြင်နေရတယ်အခုရဲ့ဘက်ကလောက်တော့ပေါက်သွားတယ်သူ့ဘက်ကဆိုတဲ့ပုံစံတွေကနိုင်ကောင်းများတော့မှမဟုတ်ပြီးတော့တောင်းထားပါဗျာသူ့ရဲ့ဘက်ကလေးတာကိုလည်းအဲ့ဒီလင်းတာလေးရှိပြီးတော့လိုက်ပြီးတော့နိုင်စားနေတယ်ပူလေးကိုဟောပြီးတော့ဒီလည်းမသိတော့သူရဲ့ပုံနဲ့ဟောခဲ့ပြီးတော့မိုးကြီးပြီးတော့ပြင်းသွားတဲ့ပြည်ရတယ်ဟာဘယ်လိုအောင်လို့လမ်းကြောင်းလဲဗျာဘုရားရှင်းနေပြီအဲ့ဒါလည်းဟောတာနဲ့တော့ပါလိမ့်ဘယ်လိုလဲအဲ့တော့ဒီလင်းစားရဲ့ဘက်ကအပေါင်းနဲ့တော့ထောက်ပြီးထွက်နေတာကြည့်ပြီးသိချင်ပါလေနောက်တော့ဘာလို့လဲဆိုရင်
တော့စားပါလေတော့ဒါဘုရားဟောတာတော့မြတ်စွာဘုရားသိချာပြီးတော့ဟောနေတာပါတုတ်ကြံဟောပါဘူးဟုတ်လားအဲ့တော့ဟောတဲ့ဘုရားလည်းသိပါတယ်ဘုရားရဲ့စကားဘာလို့မှမတော်ပါလဲဆိုတာအဲ့ဒါဝင်မနေ့ကဟောတော်မှာပြောနေတယ်ဘုရားဟောတဲ့ရဲ့တဲ့ခိုင်းတဲ့တော်လုံးနဲ့ဦးညာကြီးရဲ့39နာမည်နဲ့တောင်းတယ်တောင်းတာပြည့်ပြည့်ပါဘာလို့လဲအဲ့ဒီတော့ဘုရားရတာလေအဲ့ဒီငရေရောင်းအောင်လို့ဒီတော်ကနတ်တော်တွေတောင်းရေးထားတယ်ဒီတော်မှာရတာလို့ဘေးနေတာလေဒီနတ်တော်တွေများတယ်နတ်တော်တွေကဘာလို့ဘေးနေနေနေကြတယ်နောက်ပေးသွားတယ်မရတဲ့လင်းကြီးမင်းနေရတယ်သူတို့ပဲဝင်လာတယ်သူတို့လာစီးပြီးတော့ပြောတယ်လေရုံနဲ့ပေါ်လို့ပြန်မှာပေါ့အဲ့ဒါလူငယ်တွေရောက်လူသားတွေရောက်နတ်တော်တို့တယောက်ဒီဝင်လာတယ်မေးဖို့နတ်တော်လည်းခရီးတော်ပြပါရင်ပါပြီးခင်လဲဆိုတော့လူငယ်တွေရောက်ကရှင်ရောရဲ့မိမပေးပါပြီအဲ့ဒါဘယ်နေရာရောက်နေလဲဘာဖြစ်နေပြီးချင်မှလည်းနတ်တော်သူလည်းမသိပါဘူးကျန်ရှိတာပေါ့နော်စိတ်ဓာတ်အားလည်းပါဏိတာကိုလည်းလက်ဝေးရှိလိုက်တယ်တိုင်းလည်းတုံးလာတာပေါ့သူ့ဘောလုံးရောတုံးလာတာဟုတ်လားသူကတော့နေတာပေါ့အဲ့ဒါကဘုရားရဲ့နဘုကလည်းကျောင်းနေရတယ်ဘာဖြစ်တယ်ဘုရားမှာပဲဝင်လာတယ်ကျမပြောတော့နည်းနည်းပဲတော့ပေါ်ပြီးတော့ကျမအခုမြေကြီးပါလေကြာပေါ့ဟုတ်လားပေါင်းနေခွင့်ရတာစိတ်ထဲမှာသာသနာပါရမယ်တော့လည်းမူရတာလည်းပေါင်းတော့လေအဲ့တော့ပြောလို့လည်းပဲနားထောင်စိတ်ပါလို့ဝင်လာလို့ပေါ့နောက်ဝိညာဉ်မှာဒီလေသူမလို့လည်းအကြောင်းလေးနာပေါ့အယုဒ္ဓကိုနတ်တော်မူရတဲ့ကောင်းတော့ဘုရားစိတ်ပြင်းတာတော့ဖက်ပြီးတော့နားနေတော့နတ်တော်နားနေရအဲ့တော့ပြဿနာတဲ့ဟုတ်လားဘယ်လိုကာလလို့လဲဘုရားလို့တော့နားနေရအဲ့ဒါဘောကရုံရောက်တာပေါ့ပြဿနာရှင်းရတယ်ကာယအမောင်ကြီးလို့လုပ်တာလေနတ်တော်ကနားနေတယ်ဆိုတော့ပြောတယ်အမြင်ကလို့နားနေတာအဘောမြင်တာလေလို့ဘယ်လိုလဲသူလိမ့်တာတော့ကျွန်တော်မိမသူ့လာလို့လည်းတကယ်တော့မိမကိုမရသေးဘူးသိတော့မိမကိုစီလာနေနေတာဟိုမိမကိုဒီပါလေးလို့လာလို့ပဲလိမ့်တာတော့စိတ်ဆိုးနေတာပေါ့ဒါတကယ်ဖြစ်တယ်နော်အဲဒါတော့နဲ့တို့ပြန်နေတယ်အဲဒီနဲ့တော့ဒီလိုနဲ့တာနဲ့ရအောင်အဲဒါလည်းတို့ပုံဒါလည်းကြောက်ပြီးရတယ်အဲတော့အဲ့ဒါတွေအားမလို့ရတယ်ဟောအောင်နော်အဘောလုံးကအပြည့်နဲ့ပါလို့တော့ပြောကြတာတော့ဘုရားဟောအကြံပါကျုပ်လည်းမဟုတ်ပါဘူးနော်။ခိုင်းဒါဆိုရင်ကရဏဘုရားရဲ့ဒီရှိပါပြီ။ဒါကြောင့်ဘုလိုပြည့်တဲ့နဲ့ဟုတ်လားဘုရားကောင်းကြီးမှာရှိတဲ့ရုပ်တရားပြီးသွားပြီ။နဲ့ဒီကတိတ်တာတွေကဒီဟာတွေမှာဒါကြောင့်လားအဲဒီနဲ့ဒီမှာတော့ဒီလူကြီးတွေကတော့ချုပ်လို့မရဘူး။လည်းဒီလိုကြီးဟုတ်လား။ချုပ်လို့ရတော့ဒီလိုတဲ့အားတွေကိုဆုံးရအောင်နော်။မဆုံးရင်ကရဏဘုရားရှင်ရဲ့ဘောကတော့အဲ့ဒီလိုရှိနေတယ်ကရဏဘုရားရှင်ရဲ့ဘောကကာမဘုရားပါလေ။ဘာဘုရားပါလဲ။ဒီလိုလည်းပေါင်းတယ်ဘုရားပါဟုတ်တယ်တော့ဘုရားရတနာလည်းမဆုံးဒီကြိတ်တယ်ဘုရားနှမျိုးဘုရားဆိုတော့ကာမနာဟောအဲတော့အဲ့ဒီဘုရားတဏှာဘုရားကိုပြောအောင်ရနိုင်ပါဘူးရနိုင်ရင်အခုဆုံးမှာမဆုံးရင်ဘုရားနာပြန်နေနေရှိတယ်ကာမစီပါဟုတ်တယ်တော့ဟုတ်လားတကယ်လို့လားပြင်တော့မယ်နောက်ရင်တရားစကားမှာသင်လို့ပဲခက်တာပြီဟုတ်လားတကယ်လို့လားဘုရားနဲ့ရလို့ရတာပေါ့ဒါမျိုးဘုရားပြောလိုက်တာပေါ့နော်ရုပ်တွေလည်းတရားဟောပြီးရောပြောတဲ့လူဘုံဆုံးတာနာလာပြောတယ်လာဟောတယ်နဲ့ဒီဘောကပြင်ရွာကြီးတရမစင်ပါပြီကိုယ်တရားလုပ်ပြီးတော့ကိုယ်ရင်တဲ့တရားဟောလေနဲ့ရုပ်ကိုအမျိုးနဲ့ဆရာကြီးစင်ရကိုကြီးကြီးအလူကိုကြီးတယ်ဘုန်းကြီးတရားဟောပြီးတော့ကြောက်တဲ့အပြင်ရဲ့ဆရာတော်တဲ့အဲ့ဒီလိုဘုံဆုံးအောင်အာယုတို့တို့တကယ်ဆုံးတဲ့ကိုတို့ပက်တော်ရှိပြီပါတယ်ဒီအပြည့်ပဲအဲကျန်တဲ့လိုအကုန်ကြီးပါပဲတန်းရှင်းပါကြတယ်ဘုရားဒီစိတ်ကလည်းလည်းဘာမှလည်းပြင်အောင်ဘောကြဘုရားကုသိုလ်လုပ်ရအောင်တရားစကားတွေဟောနေတယ်ခွန်နေစကားအဲ့ဒါအရင်ကတို့ဘုရားစာပြင်တော့ဘုရားရောက်လို့ပြင်မနာဘူးပြီးစီဝဲနာဘူးအဲဒီရောက်အားရတယ်ပြောလို့ပြင်ကြားရတယ်အဲဟိုဆိုနှစ်ညတဲ့အင်းညာပြောနေတာဒီညာတော့ဟောတာပြီးစီကတူဘူးလားဟောအပြင်ကမှမလာဘူးဒီကားတွေဒီကိုတော့လေအပြင်မှာအကောင်နဲ့မြင်ရတော့နေတယ်ဟုတ်လားသူလည်းမဟုတ်ဘူးအကောင်တွေပါတော့ဒီလိုပေါ့တော့ကဲအားရပါရအဲ့လိုလည်းစေတနာမ
ဆင်းရဲတယ်သုံးပါးဆင်းရဲတာကိုလည်းစောင့်ကြည့်ရတယ်ကိုရမ်းပါတယ်ကိုတက်ကြည့်အောင်ဘာတွေဖြစ်နေလဲဟုတ်တယ်ကြည့်ရတယ်ခုတော့ဘာပါနေလဲသူ့ရဲ့အချင်းချုပ်လို့တော့လားလည်းလည်းဘာလဲကြည့်ရမှာပဲအခုတာကဟုတ်တယ်ကိုကြီးပါဖြစ်သွားပြီအဲ့ဒါရမှယူလို့ရတယ်နော်တဲ့ညောင်းတော့ရတယ်ကောင်းကြည့်လို့မှတွေ့တယ်နော်ဒါရတာအဲ့ဒါကတော့လည်းဒီလိုပေါ့တယ်နော်အပြည့်မခံရနဲ့ရစ်တာဘိုးအမြဝေဆိုတော့ပါနော်ပြီးတော့အရင်ရှိခဲ့တဲ့ဘုံမင်းကြီးနောက်လေးလို့ရှိတော့သူဖြစ်သွားပြီဟိုတန်းနေပြီသူတို့ကပြိတ္တာတွေပဲအချင်းကြီးနေအောင်တဲ့သူကြောင့်လို့ဒီလိုပဲနေမောင်လို့ရတယ်ဆိုပြီးသွားတယ်လေရှိတော့ဒါဆိုရင်ဆရာတော်အခုဉာဏ်နာဘုရားမှာလာဘူးတဲ့နေရာမှာလို့ဆိုတော့အဲ့ဒါတွေကနောက်ဆွဲပေးတဲ့သူတွေဆိုရလို့အိမ်မဆွဲပေးနေတော့အိမ်မပြေပါဘူးအဲ့တော့အိမ်မဘောကတော့တက်လာပြိတ္တာနဲ့ပြိတ္တာဖြစ်တတ်ပါတယ်ဒါကမင်းကြီးတော်တင်ပြီးတော့မင်းကြီးတော်ဆိုတော့ပြေးသွားတယ်နော်မင်းကြီးတော်တော့ပြိတ္တာတေးလေးပေါ့ပြီးတော့ဟိုဉာဏ်နာဘုရားသူကလာဘူးလားအရင်ကတော့မရှိတော့ဒါကြောင့်ဟိုကိုယ်ကလည်းပြိတ္တာပေါ့မရောက်ခင်တော့မြန်ဆုတ်လိုက်တာအကောင်းဆုံးလို့ကြံပေးခဲ့ပါတယ်ကိုယ်တို့ဟောဖို့ကိုယ်တော်ဒါဝင်ရှင်းဖို့ကတရားတော်တောင်းပါနော်ဒါကတော့ရှင်းပြတယ်ပါလို့ပြောလို့အဲဒီတော့ဒါဆိုရင်ဒီကနေ့ပုံကြောင့်အန္တရာယ်တွေသိရှင်းဖို့ပြောပြရတဲ့နော်အဲဒီလိုသိဖို့လည်းပြောပြအများကြီးတဲ့ကနှစ်ခုပြောပါမယ်စိတ်ဝင်စားဖို့ကောင်းတယ်သူတို့ညောင်လောက်စိတ်ဝင်စားတဲ့ကောင်းတယ်ဆိုရင်ပထမလူကဘုရားဘာသာဒုတိယလူကခရိယာဘာသာသူတို့ညောင်ပါဘုရားစီကကံနဲ့တရားနဲ့အားလုံးခြင်းတူတယ်သူတို့ညောင်ဒုညတလူတရားနဲ့ကံနဲ့ပါတာဒါကလူညောင်ပါအဲ့လိုဟိုဘုရားစီကနဲ့တရားနဲ့ဆိုတော့ရှင်ဘုရားနဲ့တူတယ်သူသိတယ်ဒါမဲ့လို့ခရိယာဘာသာတရားကြီးကတော့တကယ်လို့ပဲဟိုသိပါပါရဲ့ဘုရားဘာသာတရားကြီးကတော့ဒီလိုများထွက်တော့ပါတယ်။အဲဒါလည်းဆိုတရားကိုကြောက်ပါတယ်။အခုဒီလိုကမလို့လေခရိယာဘာသာတရားကြီးတော့တော့စာနာအောင်။သူကအင်္ဂါနဲ့နေတာ။လို့လည်းဟိုအခြေကတော့မစ္စတာဟောခရီးပြည့်စုံလို့ခေါ်တယ်။ခရိယာဘာသာလူမျိုးကြီးပေါ့။အဲ့ဒီပြည့်စုံတာကဘာမှဘယ်နေရာလက္ခဏာတွေကကံဝါဒနဲ့ရှိတယ်သူတို့ကလက္ခဏာရုံအောင်လို့ဟောတယ်ကဘာလျှော့ဖို့တရားရည်လူကြီးကသူလက္ခဏာလာပြတော့ဒီကဟောပြပါတယ်လက္ခဏာတွေတည်းကခမည်းလက္ခဏာပါတဲ့အာသနာနဲ့တခုနဲ့ရောက်နေတယ်ကြောက်လို့ရှိရင်ခမည်းလက္ခဏာလို့လို့အင်းလေးမှာတရားကနာရတယ်ရပြီခဏလေးတဲ့အခါမှာခမည်းလူလူကြီးဟာဘေးလေးနေတယ်ခင်ဗျားအလုပ်ကြီးပေးရင်ခင်ဗျားလည်းပေးတယ်လို့လေးချက်ပါလို့ခဏဆက်သူကတော့ဟုတ်တယ်တော့သူကဟိုအဲ့နိုင်ငံရောက်တော့လည်းဟိုဟောလိုက်တာအဲ့တော့သူတို့ကမပြောပါဘူးဒါခင်ဗျားကာဝါကျော်လာပြီးဒီကတော့မဖြစ်နိုင်ဘူးခင်ဗျားမှားတယ်ခင်ဗျာဘယ်လိုမှလည်းတော့အဲ့လိုကိုစဉ်းစားမရှိဘူးလေစိတ်ဝင်စားဖို့ပဲညွှန်နေမှလို့ပါဟိုကလည်းသူ့ပညာကိုယုံတယ်အကျဉ်းတော်ဟောတာတော့တော့မှမဟုတ်ဘူးအဲ့တော့ဟိုလူကြီးတွေရဲ့အေးရာလုံးတို့အလောင်းစားကိုတော့အောင်ရတဲ့ကျို့ကိုရင်းလေးဆိုရတာနိုင်ငံဆိုရတာအေးရနိုင်ငံကိုတိတ်တော့နေရာကြီးရွတ်ထားတယ်။ဒါတို့ကဘာလဲ။အဲ့ဒါတို့တော့ဆိုပြီးတော့စာသင်ဖို့လုပ်နေတာလေ။အခုခင်ဗျားကအာရှနိုင်ငံကိုရောက်လာရင်ကျို့ဟာအင်္ဂလိပ်မှာလည်းတော့ကြားမယ်။တနည်းရင်ကျို့လိုသမီးပြည်မယ်။ကျို့လေးလိုလေးတွေတော့၄ရက်တော့ဟောတာ။အဲ့တော့ခင်ဗျားဟောတာဟုတ်ဟုတ်ပြီးအောင်ကျို့အေးရောက်သွားမယ်ဆိုတော့သွားလိုက်တာ။ရောက်သွားတယ်။ရောက်တော့သူတို့နောက်နိုင်ငံသားတွေလာပြီပြောခြင်းမှုကိုသူညအတက်နဲ့ရှာတပတ်နှစ်ရက်တော့နိုင်ရင်တနက်လည်းဖြစ်တရားကိုယုံပြီးတရားလေးတွေသမီးလည်းပြီးတော့ပြင်စားအပြိုစားကြတာပေါ့အဲ့လိုလိုက်တဲ့ရင်သူ့လိုဝါဒနာတွေအင်္ဂလိပ်မှာရောက်နေတော့တယ်မှာတွေ့ကြတယ်ဘုံမင်းမှာလည်းလိုက်တတ်တာအဲ့မှာလည်းနောက်ကြက်ပြီးတော့ယူလိုက်ကြတယ်အဲ့လိုလက်ခံပြီးတဲ့အခါကျမှဆရာကဟောတဲ့ဟောစတဲ့ကိုဘုံမင်းမှာသွားပြီးတော့ဟာတဲ့ဒီဆရာရဲ့နာမည်ကြီးတယ်ဟောတာမှန်တယ်ကုသနာရှင်နဲ့အာရှနိုင်ငံတကူအိန္ဒိယနိုင်ငံရောက်လာပြီးကျမနဲ့အိမ်တော်ကြာတစ်ချက်မှသွားပြီးတော့ဟောတယ်နောက်တစ်ချက်ကတနည်းပြည့်ကျမသိဖို့ပဲရှိတော့တယ်ဒါဆိုရင်တော့ကျမမိသွားတဲ့အချိန်မှာသိရခြင်း
အဲ့လိုတော့တို့တယ်နဲ့တော့လုပ်သွားတယ်ဟာဟုတ်တယ်မှန်နေငါထပ်မေးအောင်လဲဆိုပြီးတော့သူအိမ်ကနေဦးမကြီးလက်ပွားတွေပါလက်ခဏတွေပုံလို့ပေါ်လို့ကူယူပြီးတော့မွေးတွေပါလေခုထည့်ပြီးတော့စားရတာထည့်လိုက်ကျွန်တော်ရင်းမှဟိုဘယ်တော့အသေးသေးရမယ်ဘယ်လိုတောင်းပေးလဲဆိုတာပြီးတော့ရပြပါပေါ့မသေးသေးတာလုပ်တဲ့နေရာနဲ့ပြေးပါပေါ့အဲ့ဒီဟိုကစားပြန်နေကံလို့ပြောလိုက်တာသူ့ရဲ့ဉာဏ်လာရလို့ကဘုရားဘာသာဖြစ်နေတူတယ်ကြည့်သူပြောတဲ့သူရဲ့ဉာဏ်ရေးရတဲ့ဉာဏ်သားလေးမစ္စတာဘောဂိလေးစင်းနဲ့ခဏတော့စာကျွန်တော်ခါရတယ်တဲ့ခမရအမျိုးသမီးဒီမဲ့ဆိုတာတဲ့ရှိရှိလုံးလုံးအောင်တော့ဘာသာမသိမှာအဖြစ်ညာတော့ငွေခိုင်းလို့သိနေတယ်အဲ့လိုမသိတယ်သူပညာငွေခိုင်းလို့သိနေတယ်ခမရတို့ကြေရတော့ကျွန်တော်ပြီးနေတဲ့ကြာကတော့ဒီနေ့ကဆက်ပြီးတော့ပြန်ရမယ်ရတော့မလိုက်ပါနဲ့တော့သူများတက်ပြီးမတတ်ပါနဲ့တော့တန်းရည်ကိုသိနေပါတော့ခင်ဗျားတို့သိနေဆိုတာအဲ့ဒီသူများတက်ပြီးတက်လို့မှန်မှန်ပြတယ်မှန်တယ်သူများတက်တဲ့ကိုလည်းဖြစ်အောင်အသက်တူတယ်နာရောပါများတယ်သူများတက်ခံရတယ်ဒါကိုကံတော်သိထားအောင်ရတယ်အဲ့တော့နောက်ဆုံးမှလည်းဒါကခုတော့တတိယကိုခင်ဗျားကတော့အရင်မသိဘူးလေခင်ဗျားမိမသိဘူးမှသိမှာအဲ့လိုစားတယ်တော့သူတို့ကဟိုသိအဲ့မယုံနေတာဖြစ်နေမှာဘူးသူတို့တော်လိုက်ကြတော့တဲ့လိုတော့လည်းပါနေတယ်တောကြီးငွေဟောင်းနှကောင်သွားတွေ့လုံပြီးတော့မိရရဖြစ်ပါလိမ့်မယ်တောကြီးဟောင်းမြင်မှုတယ်ပြာကန်းထဲမှာမန်းလေးမှနေတော့သူဆွေးတယ်လို့ပြတာအရှိကြီးပဲဆွေးပြီးပြောတယ်နောက်တော့ဘုံတော့ကတော့ခုတော့6ပါးလာဆိုတော့ခုတော့တွေ့တဲ့အချိန်မှာတော့ခြေလုံးတာတော့ရှိတော့တယ်တကယ်ရှိရင်တော့ပေါင်းမရှိမှမသိဘူးအဲ့ဒါမဲပြောင်းနေတဲ့အရာကအဲ့လိုသင်္ကန်းတော်ကတိုင်းတဲ့ပြည်ကတော့တကောင်ပြီးတော့ကျန်တယ်တကောင်တော့ပါတယ်အဲ့မှာပြည်ရတဲ့ကောင်ကသူတကယ်ထဲပြီးတော့သူတို့ရဲ့မိတ်ဆွေတတိယဝန်အင်္ဂလိပ်ဒီအေးညာကိုကလာတဲ့ဒီမှာဝင်သွားတော့မာယာလို့ပေါ့မာယာကအမေဘာလို့ကြည့်လဲဆိုတော့ကျွန်တော်တို့မွေးရအောင်တိတ်လာတယ်မဲပြောင်းလို့မလားဘာကြည့်ရတာကောင်းသေးတယ်ဒီမှာဖြစ်သွားတယ်ဆိုရလမ်းပါတယ်ဖွင့်ကြတော့တိုးကြီးမလို့ဖြစ်အဲ့ဒီဘဝတတိယဘာလို့မာကြီးဒီမွေဟောက်တွေကိုသူတို့အာရှနိုင်ငံမှာမတတ်ဘူးသူတို့နတ်မွေလို့ခေါ်တယ်ကံပြည့်တဲ့အိုးရှိတဲ့ဒီကောင်တွေသူတို့ကိုဘောဓာလို့လည်းသူတို့ကခလေသားရင်ရှိတဲ့အင်းနဲ့အညိုးရှိတယ်အခုခဏတော့တက်ခဲ့တာဝေမာတဲ့အထီးတော့သွားတယ်အဲ့တော့ကျန်တဲ့ဝေကြီးကခမရရဲ့မေးမောင်ဝင်ဘက်ကလိုက်တယ်ရတဲ့နေရာမှာအဲ့တော့ကျုပ်စီနာကျိုးတာသူကောက်ပြီးတော့ဒီနေ့ပဲအင်္ဂလန်ကိုအရောက်ပြန်ရတော့ဒီနေ့မှလည်းမမီတော့သူကနီးလို့လည်းလိုက်လာတယ်အဲ့တော့မေးမောင်ကတော့ပေါက်ခဲ့တယ်နဲ့တခုလိုရှိတယ်ကတော့ကိုယ်ကဆိုတော့ဘလောက်ဘူးသူကခဏနဲ့ရောက်တယ်ရေနဲ့တော့မလဲရေရောက်နေတော့အဲ့ဒါတော့ဘုန်းကြီးကဖြူးပါလေကျန်လို့ကြောက်လာတယ်အဲ့ဒါညောတာအဲ့ဒီဘာသာပြန်ဟိုကြီးကြောက်တာကိုသွားကြပေါ့ဘုရားတော်တင်မောလည်းမဝယ်တော့အဲ့ဒီကလေးကြီးပါလေသိချင်တယ်မတူပါဘူးအဲ့ဒီမောလည်းကလည်းတပတ်ဆောင်အောင်လေအဲ့ဒီကြောင့်လည်းသူတဲဘုကအမောဆုံးထပ်မှတက်ပြီးတော့နေရတယ်အဲ့ဒါတဲဘုကမှလည်းတို့ကျွန်တော်တို့ဟိုမွေးနေတယ်ရှိတယ်ကာဘုကတော့တဲဘုကမှရှင်အဲ့တော့နောက်နိုင်ငံသားတွေလေမဟုတ်တာတွေ့နေပါနဲ့မွေကဒီဘနဲ့တဲ့ပုံဘယ်လိုတက်မလဲဘာတော့ကြောက်တယ်ကွာဒါနဲ့မွေပါတော့သူတို့ရဲ့အခန်းနဲ့ဟိုလာမထားပြီးမွေတိုင်းကတ်လိုက်အောင်အဆူရလို့တရက်2ရက်3ရက်4ရက်5ရက်6ရက်ပေါ့6ရက်တော့ဘာလည်းမတွေ့ရဘူးကြောက်ကြတဲ့လူမဟုတ်အခါဝါမှာတနက်ခံလို့စောင်း6ရက်နဲ့လူမနဲ့တော့သွားကိုဝမ်းလာတာလို့ဒီကလွတ်ပြီးပေါ့ဝမ်းလာတဲ့အထောက်အကူပညာဆင်ရတဲ့ညံ့နေသွားတယ်ညနေတော့ဒီမှာလည်းဒုက္ခနဲ့မှအိပ်ကျော်တယ်သူတို့နာနာတွေကဟိုအချိန်နဲ့တော့တန်းကြတာပြောကြတာတနက်ခံလို့စောင်းအဲ့ဒါလည်းအဲ့ဒီတော့တားပြီးချင်းနေဟာတော့မရဘူးအဲ့ဒါမွေးရဲ့တကူခေါ်တယ်ကံပေးတဲ့တကူဒီကောင်မရှိမှသူတို့မောက်တက်လို့ရမှာဘူးအဲ့ဒါလိုဟန်ဆောင်အခန်းထဲဝင်တယ်သူလည်းအဲ့ဒီလိုညတစ်ချက်လောက်ကြတော့ဟောမွေးရဲ့တကယ်ဝင်လာတာသူတို့တက်လိုက်တဲ့မွေးမရဲ့ယောက်ျားမွေးကြီးလိုက်လာတာ
ဒီဘောလို့တရားနဲ့မသိဘူးမှတ်တတ်တဲ့ဘောတရားဘောကလည်းဝင်လာတယ်ဝင်လာပြီးတော့အဲ့ဒီမောင်ပြချင်ကြည့်တယ်သူ့မောင်တက်သွားတဲ့ဉာဏ်ကိုပေါ့တေးလာလို့ဆိုမှအရှိန်ယူပြီးတော့အဲ့ဒီမှာမျက်နှာပေါ်ဆိုင်တာမျက်စိတော့ပေါင်းနေပါတခါတည်းခဏနဲ့အင်းပြန်အားမနဲ့ပေါ်ဆိုင်တာပေါ့အဲ့တော့ဝင်လာတဲ့သူ့ကိစ္စပြီးသွားပြီအဲ့ဒါကိုစိတ်ချအဲ့ဒီမှာလည်းခါတယ်မျက်နှာပေါ်ပြီးတော့ပြင်ထွက်ပြီးတော့ရတယ်ဘယ်မှာလဲပြီးလာလမ်းလို့လိုက်ရတော့တို့ရဲ့ဒီဘက်ထဲမှာမျက်နှာထားပြီးတော့တက်ပြောင်းသွားစိတ်ကတော့ပြင်ပါလေတို့ရဲ့လမ်းပြီးလိုက်တော့ဝင်ရအမိတွေပဲပြန်အောင်ဆင်းသွားဘယ်လိုမှတိုင်လို့မရပါဘူးအဲကြောင့်ကောင်းရေးစဉ်ရဲ့စိတ်ဆင်းရဲပြီးတော့သူလည်းသိရှာတယ်အဲ့တော့ဒီပြရကတို့မှာဥပ္ပစေကကံနဲ့သိမယ်အောက်လိုကံရှိဒီမှာလည်းဖြူတည်ဒါနဲ့လို့အားလုံးရတဲ့ဘုံရှိတော့ဒီလည်းနေဆိုင်သွားရတယ်အခုပြောမယ်ရှင်းရည်နဲ့ကျန်တုံမျိုးကစံရှိသူကလည်းရုပ်ရည်ပြင်တော့ရှမ်းတောင်းတဲ့သူပေါ့နောက်အလင်းဝင်နေလင်းဝင်ရင်ပြီးတော့ဒါတဲ့ချိန်မှာသူ့ဘုန်းကြီးကပြောတယ်သူဆရာကစံတော်ကြီးနဲ့ဥပ္ပစေကကလည်းပေးနေတယ်သူကလည်းလုပ်ပေးနေတယ်ပေါ့အဲဒါကြောင့်ဘာလို့အောင်လဲဒီကြောင့်လို့အဲ့ဒီမှာမစတဲ့ဘုံသုံးပါးကိုမြင်နေတာရုပ်ပတ်တဲ့ပွားများအဲ့ဒီတဲ့ဘုံမင်းကိုပယ်လိမ့်မယ်ဆိုတော့ဘာလဲအင်းရုပ်ပတ်တဲ့ပွားများတယ်ပေါ့တကယ်တော့လာတယ်ကြတော့သူကျန်တဲ့အခြေဘက်မှာကံဘောဆာဆိုတဲ့ခြေရည်သူရှိအဲ့ဒီလူကဟိုညနေကသူ့ရောက်တဲ့တော့မရဘူးလေပေါ့ဒါရည်တော့ဒါလည်းတရဘုံကြီးစေလေးစေလေးကခေါင်းနိုင်ဖြစ်နိုင်တော့ရှိပါဒီရတဲ့ဖြူဖြူပေါ့နောက်တစ်ခါဟိုဘုရားကဆွဲတဲ့တာယာတို့ကဒီညမှာဒီမနေ့တော့လည်းဆိုဖိလိုက်တယ်ပြောပါမယ်အဲဒါကျွန်တော်နေတာလို့အဲ့ဒီမှာရှမ်းတော်မျိုးတွေအခုသစ္စာပေါ်တက်လာပြီးတော့တက်ဖို့အများဆုံးစုံတော့ထောင်းလန်းနေကြအခုစံတော်ကြီးကမျိုးနဲ့ဝေးတယ်ကာဝနာဒီလိုမှာတရားပြည့်တဲ့တိုင်းကြားလို့ရှမ်းတော်ကအဲ့ဒီပြောင်းလာသွားကြတယ်သူမသိပါဘူးပြောနေတယ်အဲ့လိုဝိုင်းတဲ့ချိန်မှာကိုယ့်ရဲ့ဆရာဘုရားကသူ့ကိုလာလို့တယ်ဒီစံတော်ကြီးကအဲ့ဒါသူလက်ကြည့်တော့ဘုရားမသိအဲ့ဒီလိုကိုဘာလာလာနဲ့ကျန်တော်တွေအောက်ဝိုင်းနေတဲ့လားတဲ့လမ်းတစ်ခုပဲကျန်တော့တယ်ကျန်တော်တွေရောက်ပြီးတဲ့လမ်းတွေကိုခေါ်ထုတ်သွားတယ်သူကျန်တော်တွေမြင်နေရတယ်ဟိုတော့လည်းသူမြင်တော့မြင်နေရတယ်တို့ကြည့်ရင်ပြေးပေါ့လမ်းကဘုရားရောက်တော့မသိတော့သူအရင်ရောက်တော့ကလည်းသူအော်တာဟိုချစ်စမ်းငါ့ကိုဒီဘုံကြီးကတော့ကေအဖိုးကြီးကပေးရတယ်ဒီမှာငါလည်းနေရတယ်မြင်မှုပါဘူး။အဲ့မှာရိုးရိုးကြီးသူခရမ်းကရုပ်ဝါတော့သွားလို့ဘုံကြီးမှာဟောငါဘုရားရတာဘယ်လိုလုပ်မှဆွေးနွေးငါဆရာတော်လာပြီးတော့အဲ့ဒီကလေးကကြောင့်နှံကောင်းတဲ့မိကငါ့ကိုဘေးအောင်ဆောင်းတော့တာလေးမှာဩငါအတတိကလို့တာတရဏဘုံရဲ့အစွမ်းနဲ့ဘယ်လိုဆောင်ဒုက္ခအားကိုးရမှန်ပါလေအားကိုးရမှန်အဲ့မှာသူကကရဏဘုံဘုရားရတာဥချရဲ့အခုဒီရှိပါတယ်ဒါကြောင့်ဒီကံများလည်းအခုရာသက်ပါကရဏဘုံဆောက်ပြီးတော့တရားအောင်လုပ်နေရှိကြဒီကရဏဘုံအရင်ကတော့ဘုံထားနေတော့အရင်ကတော့ဝိချေခဲကြီးဆိုတာအခုကတော့နည်းနည်းနဲ့အပိဋကဘယ်နည်းကဆောင်းပြီးအသက်ဒီဆုံးတဲ့အထိဘုရားရတာဟိုတော့ပြန်ကျန်တာဘာမှမဟုတ်ပဲတော့ဘူးလို့ခြေကအိတ်ခံပြီးတော့လိုက်ဆိုဇေဝိဒရာဝိယံတံ